မင်္ဂလာပါမြန်မာ audio book YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆရာမင်းတင်ရေးသားထားသည့်မင်းတင်ရဲ့သက်ခိုင်အတွဲတစ်ဒီကနေ့အခန်းနှစ်သူ့နာမည်ရင်းကကြော်ချင်းအရက်9ပေခွဲလောက်ရှိမယ်ခပ်ပပိန်ပပပုံစံမှုလူမိုက်လူပြောရင်ယုံနိုင်စရာမရှိတဲ့ပုံသူ့အဖေကဦးအေးပြကျော်ရှိအမေကဈေးရောက်တယ်အဖေကတော့ဘာမှလုပ်တာမတွေ့ဘူးတဏီကုံမူးနေတာပဲတွေ့တယ်အမူလွန်လာရင်မိမကိုရိုက်တယ်အပြန်လန်းညစ်ညစ်ပတ်ပတ်ရရုံမမအော်ဟစ်ဆဲဆူကြနဲ့တော်တော်ကိုစိတ်ပြတ်ဖို့ကောင်းတဲ့မိသားစုပါဗျာသူ့ကိုနာမည်ကလည်းမောင်အေးပဲမောင်အေးလေးလူမိုက်ပဲဒါပေမဲ့သူ့ညီလောက်တော့နာမည်မကြီးဘူးမောင်အေးကိုကြီးကောင်လို့ခေါ်ရကသူ့လည်းငယ်လေးဖြစ်လာတာကမာရွတ်လိုနာမည်တွင်လာပုံကဒီလိုဗျသူလူသက်မှုတွေတလေကြီးနဲ့ရုံးတင်စစ်ဆေးနေချိန်အမိတ်ရှမဲ့နေကိုရောက်လာတယ်အမှုတွေကများချလိုက်တဲ့ပြည်တန်တွေကလည်းများလွန်းတော့အမိတ်ကိုတော်တော်နဲ့မပြီးနိုင်ဘူးဒီမှာတင်ကြော်ချင်းကအမိတ်ချမဲ့တရားသူကြီးကိုလက်ထိတ်တန်းလန်းကြီးနဲ့တရားရုံးရှိမှာကလထိုင်ဆွဲပြီးတော့တရားသူကြီးကိုထရိုက်ရင်ငါနာမည်ကြော်ချင်းကကမာရွတ်သားကွာဆိုတဲ့အော်ဒန်ကြီးကိုလူတွေကြားပြီးတော့ကမာရွတ်ဆိုတဲ့နာမည်တွင်သွားတာကျွန်တော်သူနဲ့2နှစ်လောက်အတန်းတူတက်ဖူးတယ်သူဘာလို့ဒီလောက်ဆိုးသွားလဲဆိုတာတော့နောက်ကျောင်းဇလန်းရှိသေးတယ်ကျော်ချင်းက2တန်း3တန်းလောက်ပဲကျောင်းနေပြီးတော့ပေးတီးနေတယ်သူ့အဖေနဲ့အမေကလည်းတကြက်ကြက်ရန်ဖြစ်တယ်ကျော်ရှင်တို့ညီကိုတွေအိမ်မှာမကပ်ပဲကျွန်တော်တို့ရက်ကွက်နာကကလားဆရာလေးရဲ့ဓနီတော်မှာဓနီရင်တော့ဖဲရိုက်ကြက်တိုက်နောက်တော့ကီလီဘက်မှာစကြက်ကျသွားတယ်ဒါလဲကျော်ရှိအမေကကုံစင်းရောင်းတော့ကီလီမှာရှုပ်ဖို့လမ်းစားရသွားတာပေးလိုက်တီးလိုက်ရန်ဖြစ်လိုက်နဲ့မမျော်လင့်မဲကျော်ရှိမိမရသွားတယ်မီအေးတဲ့မီအေးကသူ့တငယ်ချင်းမွန်နာရဲ့ညီမမိမရပြီးသိမကြခင်ဓာတ်ထုံးမှုတစ်ခုနဲ့ကျော်ရှိထောင်တစ်နှစ်ကျသွားတယ်အဲ့ဒီဓာတ်ထုံးမှုကလည်းသူ့တငယ်ချင်းမိုက်ဖော်မိုက်ဖက်တွေကြောင့်သူကဓားစာခံဖြစ်ရတာလို့ဆိုတယ်ဘဲကဘယ်လိုဇလန်းတွေရှုပ်ကုန်လဲတော့အသေးစိတ်မသိတော့ပါဘူးဗျာကျော်ရှင်ထောင်ထဲရောက်ပြီးတော့6လ10လလောက်ရှိတော့မီအေးကလိုင်းဖြစ်သွားတယ်လိုင်းဆိုတာကလိုင်းပေါ့ဗျာတချို့ဆိုရမီအေးဒီဘောရအောင်ကျော်ရှင်ဘော်ဒါလူရင်းတွေကတွတ်သွင်းလိုက်တာတဲ့အပြင်ကမီအေးသတင်းကိုထောင်ထဲကကျော်ရှင်ဘယ်လိုရသွားမှမသိဘူးထောင်ထဲကနေရာဇသံပို့လိုက်တယ်မင်းတို့အလုံးတယောက်မကြမ်းငါတတ်မယ်တဲ့သူအုပ်စုကငယ်ပေါင်းနေဆိုတော့ဘယ်ယုံကြမလဲဗျာမယုံရင်ပုံမြင်လို့သာမှတ်လိုက်ပြီးတော့ဗျာကျော်ချင်းရတကယ်ပဲသူပြောခဲ့တယ်လို့လုပ်ခဲ့တယ်ဟုတ်တယ်တယောက်ပြီးတယောက်အကွက်ကြကြစီစဉ်ပြီးတော့တတ်ခဲ့တာရုပ်ရှင်ဆန်တလူလိုစေကူးရင်ဆန်တလူလိုတော့ရှိသားဗျဒါပေမဲ့ကျော်ချင်းရတကယ်ကိုလူတက်မှုတွေစက်တိုက်ကျိုးလွန်ခဲ့တယ်ကျော်ချင်းလူတက်တဲ့စီးရင်မှာပထမဦးဆုံးအလှည့်ကျတာကတော့တင်ထုံးပဲဗျတင်ထုံးတက်ခံရတော့တင်ထုံးအသက်က22ထက်မပူလာဘူးဗျသူ့ကိုကျွန်တော်ကောင်းကောင်းမှတ်မိနေတာကသူအသက်မခံရခင်တရက်ကျွန်တော်တို့အိမ်ရှိကိုသူရောက်လာတယ်တင်ထုံးကအထက်သားစက်ယုံမှာအလုပ်လုပ်တယ်သူကကြော်ချင်းနဲ့စိုးပတ်တော့မဟုတ်ဘူးမီးအေးကိုဖျက်ဆီးတဲ့ထဲမှာသူကအဓိကနေရာကပါတယ်လို့ကြော်ချင်းကစီးရင်ထည့်ထားတယ်တင်ထုံးကလူဖျားအောင်ဗျအသားရည်အရံမောင်းမိမကြိုက်ရုပ်ရည်ပဲသူ့ပုံစံကကျွန်တော်တို့ငငယ်ကဂျပန်စနိုက်ပါမင်းသားဟိုးဆန်နီချီပါပုံစံနောက်သူကအားကစားသမားဗျနိုင်ငံခြားလက်ဝဲကိုမြို့နယ်အဆင့်လက်ရွေးစင်အဆင့်ရှိတယ်တချို့ပြောတာကတင်ထုံးကပြိုင်ဘက်ကိုကျမ်းပြင်ပေါ်မှာလှဲသိတဲ့နေရာမှာတိတ်မြန်တိတ်တည်တတ်တယ်လို့ဆိုတယ်အဲ့ဒီနေ့ကသူကကျွန်တော်ရှိမှကြော်ရှင်သူ့ကိုချိန်တဲ့အကြောင်းရည်စရာလုပ်ပြီးပြောနေတာဗျဘေးကနားထောင်နေတဲ့သူတွေကလည်းဘေးအိမ်ကအမျိုးသမီးတချို့သူတို့မျက်နှာမူရာကတင်ထုံးလိုလူမျိုးကိုတယောက်ချင်းရှိမ့်ပြီးတော့ရှိရင်လူမိုက်ပဲဆိုတဲ့ပုံစံပေါက်နေတယ်သူ့ကိုကြော်ရှင်ကကမာရွတ်ဘူတာယုံနာကမြဲလေးယုံလမ်းထဲမှာနောက်နေ့ည8နာရီလောက်တယောက်ချင်းရှင်ဖို့ရှိန်ထားတယ်လို့ပြောတယ်မြဲလေးယုံလမ်းဟာကမာရွတ်ဘူတာယုံပလက်ဖောင်းဘေးနဲ့ထိတ်တိုက်တိုးနေတဲ့လမ်းမြဲလေးယုံလမ်းဆိုတာကလည်းအဲ့ဒီခေတ်ကမြဲလေးယုံဘူတာလူသက်မှုဆိုပြီးတော့ဟိုးလေးတကြောကြောဖြစ်နေတဲ့လမ်းတရုတ်တထီးကြီးတယောက်ကိုညဘက်အိယာထဲမှာတယောက်ကလာတက်သွားတဲ့ပုံစံဖြစ်နေလို့အင်းစိန် CID ကဝင်ပြီးတော့ကန်တွယ်ဖော်ထုတ်ခဲ့ရတဲ့အမှုသတင်းစာတွေထဲမှာလည်းမြလေးယုံလူသက်မှုကိုလူတွေကစောက်ဖက်ကြတဲ့အထိနောက်ဆုံးမှမှုပေါ်တော့တရုတ်ကြီးရဲ့ဇနီးကတရုတ်ကြီးနှိမ့်ဆက်လုံးလို့တဲ့သူ့မောင်နဲ့တိုင်ပင်ပြီးတော့တတ်ခိုင်းနေဆိုပြီးတော့ပေါ်သွားတယ်ကျော်ရှင်ကအဲ့ဒီမြလေးယုံလမ်းမှာတင်ထုံးကိုချိန်ခဲ့တာလေတင်ထုံးကိုကြည့်ရတာချိန်တဲ့နေရာကိုဘာမှကြီးမဆိုင်ပဲသွားမဲ့ပုံသူ့ကိုသူလဲတော်တော်ကိုယုံကြည်မှုရှိနေတဲ့ပုံပဲဟုတ်တယ်ဗျသူသွားခဲ့တယ်သူတည်ခဲ့တယ်နောက်နေ့ရက်ကြာမှာတော့တင်ထုံးတည်ပြီလို့မနှက်စိုးကြီးကျွန်တော်တို့ရက်ကွက်ထဲမှာကြားတယ်ဘယ်လိုပဲပုံကြော်ချိန်နဲ့ချိန်တွေ့ပြီးတော့ဘယ်လိုတက်ကြခိုက်ကြရင်ဆိုင်ကြတယ်လေတော့မသိဘူးနောက်နေ့မနက်6နာရီလောက်မြလေးယုံလမ်းဘေးရေမြောင်းထဲမှာတင်ထုံးလောင်းကိုဖျားစုပ်တစ်ခုနဲ့အိုဒါတာကိုတွေ့ကြတယ်လေဗျာရင်ဘက်မှာလည်းဓာတ်တန်ရနှစ်ချက်နဲ့တင်ထုံးတက်ခံရတဲ့ချိန်ကျော်ရှိန်နာမည်ကြီးလာသေးတာမဟုတ်ဘူးနောက်တစ်လလောက်ကြာတော့အေးကျူအလဲရောက်လာတယ်အေးကျူကကျော်ရှိန်ဘော်ဒါရင်စိုးဘော်စိုးဘက်တေဘော်ဒီဘက်ပေါ့ဗျာမီးရေးဆက်လမ်းမှာသူလဲမကင်းဘူးတဲ့ကျော်ရှိန်ကအေးကျူကိုရစ်ချိန်ပေးပြန်တယ်
ဗီဒီယိုလိုင်းဘက်ကစီပင်သားရမိန်လာကန်နှမ်းမှာကျွန်တော်တို့ကအဲ့ဒီနေရာကိုအလွယ်ပဲစီးကန်လို့ခေါ်ကြတာဒီတစ်ခါအေးကျူကတယောက်တည်းမသွားဘူးတဲ့အဖော်နှစ်ယောက်ကိုခေါ်သွားတယ်ဘယ်လိုဖြစ်တယ်လဲအသေးစိတ်တော့မပြောနိုင်ပေမဲ့အေးကျူလဲရှိတဲ့နေရာမှာကြော်ရှိန်ထားချက်နဲ့အသက်ပြောက်တာပဲလူနှစ်ယောက်တက်ခဲ့ပြီးပေမဲ့ကြော်ရှိန်ကိုဖမ်းမမိဘူးထောင်ထဲမှာနေခဲ့တော့ဒုစရိုက်လောကနဲ့အဆက်အသွယ်ရခဲ့တဲ့ထင်မရဲ့ရှောင်းနီးတိန်းနီးတွေတက်နေတော့ရဲကသူ့ကိုဖမ်းမနိုင်ဘူးမဖမ်းနိုင်ရုံမကကြော်ရှိန်ကနောက်ထပ်6ယောက်ကိုတတိတန်းကြီးထပ်တက်ပြန်တယ်ဩကလားကိုကမာရွတ်ကျွဲကောင်းသီးကိုကံပေးနာဟန်သိန်းကိုဆက်တွင်းလန်းဆုံးမှာမင်းလာကိုနိဗ္ဗာန်ဆန်ဆက်ထဲမှာရုပ်ရှင်ဆန်းဆန်းရဲရှိန်နဲ့တက်ခဲ့တာလူကုန်တလောက်ရှိပြီးတော့8ယောက်မြောက်လူတက်မှုဖြစ်တဲ့ချိန်ကြော်ရှိန်ကိုရဲကဖမ်းမိတယ်မဖမ်းလို့လည်းမဖြစ်တော့ဘူးရန်ကုန်တစ်မြို့လုံးကြော်ရှိန်ကြောင့်ရှောက်ရှားကုန်ကြပြီကြော်ရှိန်ကိုယုံတင်တော့ကြော်ရှိန်ကအားလုံးကိုဝန်ခံပါတယ်တရားသူကြီးကလည်းတိတ်ဂရုမစိုက်ဘူးခဏခဏမချိနဲ့ကွာထောင်သားမြင်မြန်ရှဒီကောင်တွေအခုပြန်ရှင်လာရင်ထပ်တက်အောင်မဆိုတာကြီးပဲကျင်းဝါနေတယ်တဲ့နောက်ဆုံးတရားသူကြီးကလူတက်မှုတမှုချင်းစီအတွက်အမိတ်ရှတဲ့နေ့ကိုရောက်လာရောအမိတ်ကအမှုတစ်ခုချင်းစီအတွက်ဖတ်နေတော့ပထမအမှုအတွက်ထောင်ဒဏ်အနှစ်20နောက်ဒုတိယအမှုအတွက်အနှစ်20တတိယအမှုအတွက်တေတံဆိုပြီးတော့အမိတ်ဖတ်လို့မဆုံးနိုင်အောင်ဖြစ်နေတဲ့ချိန်ကျော်ရှင်ကလက်ထိတ်တန်းလန်းနဲ့ကလထိုင်ကိုဆွဲပြီးတော့တရားသူကြီးကိုပြေးရိုက်တာနဲ့ရုံရင်းဆန်ကက်ဖြစ်ပြီးတော့အမိတ်ဖတ်တာရက်သွားတာပဲကျော်ရှင်တေတံနဲ့နှစ်ပေါင်းဘယ်လောက်မှမသိကျသွားတယ်တေတံကနေလွတ်သွားတယ်နောက်ထောင်ထဲမှာလည်းလူတက်မှုနှစ်ကြိမ်ထပ်ဖြစ်ပြီးတော့ရန်ကုန်လူဆိုးလူမိုက်လောကမှာကျော်ရှင်ခေါ်ငယ်လေးခေါ်ကမာရွတ်ဆိုပြီးတော့ဖိတ်ဖိတ်တုံကြောက်ကြရတဲ့ရာဇဝင်လူဆိုးကြီးဖြစ်လာတော့တာပဲ1988ခုနှစ်အရေးခင်းဖြစ်တော့ကျော်ရှင်လွတ်လာတယ်အေးဗျာယုံနိုင်စရာတော့မရှိဘူးကျော်ရှင်ကကျွန်တော်ရဲ့လက်ရင်းတစ်ပြည့်ဖြစ်လာတယ်ဘယ်လိုပဲပုံဖြစ်လာတယ်တော့နောက်အကြောင်းတင်မှာပြောပါမယ်အခုတော့လူမိုက်တွေအကြောင်းပြောနေတာကျွန်တော်ကလူမိုက်တော့မဟုတ်ဘူးဒါပေမဲ့အရေးကြုံလာရင်မိုက်ဖို့ဝေမလေးပြန်ဘူးအဲ့ဒီလောက်ဟိုးလေးတကြောနာမည်ကြီးခဲ့တဲ့ကျော်ရှိန်လက်ကိုကျွန်တော်ခုတ်ဖြတ်ပြဖို့လုပ်ခဲ့ဘူးသေးတယ်တေချာကြည့်ရှုစောက်ရှောက်နေတဲ့ကြားကကျွန်တော်ရုံးကိုလာလေတဲ့ဆရာမလေးတယောက်ရဲ့ဒီဂရီမျက်မှန်ကိုဘုံလို့အမေသူကကျွန်တော်ကိုရေချင်းပေးပြီးတော့စီးရင်ရှင်းမယ်လို့သေးတာရှိန်တဲ့နေ့မှာကျွန်တော်ကသူ့ထက်ဦးအောင်အကွက်ရှပြီးတော့အနံယူပြလိုက်တော့ဂျိုဂျိုးသွားတယ်ဆိုပါတော့တကယ်တော့လူမိုက်ဆိုတာသူ့ခေတ်နဲ့သူပါဗျာနောက်တစ်ခုကလူမိုက်များစုကညံရည်နှိပ်ကြတယ်ကျွန်တော်ကညံသမားလေကျွန်တော်ကဘယ်လိုလူမိုက်တွေရဲ့ဆရာဖြစ်လာလဲဆိုတာတော့နောက်စိတ်ရည်လေလာပါလိမ့်မယ်အခုတော့ကျွန်တော်ကိုတွေ့ရန်ကုန်လူမိုက်လောကကထိတ်သီးလူမိုက်အာရဂီးเจ้าကိုပြောပြစေရောတကယ်တော့အာရဂီးကလူเจ้าဗျာဒါပေမဲ့သူလူသက်တာကတရားခွင်မှာတရားသူကြီးရှိမှာတိတိကျကျပြောရရင်စိတ်ကန်းတရားရုံးပေါ်မှာအေးပေါ့ဗျာတရားရုံးပေါ်မှာလူသက်တယ်ဆိုတော့ယုံနိုင်စရာပဲရှိပါမလဲဒါပေမဲ့တကယ်ဖြစ်ခဲ့တယ်တိတိကျကျပြောပြမှာပြည့်စုံမှာပဲအဲ့ဒီချိန်အဲ့ဒီခေတ်အခုနမဲကျော်ရုပ်ရှင်မင်းသားကြီးကျော်ဟင်းရဲ့စိန်ကော်လီကိုင်းဆိုတာလူငွေတွေအားကြနေရတဲ့အချိန်ပေါ့ကမာရွတ်ခေါ်ကျော်ရှိန်တို့နဲ့တချိန်လေးလောက်မှာကီလီပွဲယုံတန်းမှာစကြက်ကြနေတဲ့ဟိန္ဒူကလားအုပ်စုတစ်ခုမှာနာသန်ဆိုတဲ့ကလားတယောက်ကဥဆောင်ပြီးတော့ဂိုင်းတစ်ခုဖွဲ့တယ်နာသန်ကဟိန္ဒူလူမျိုးဆိုပေမဲ့ခရစ်ယာန်ဘာသာကိုးကွယ်တာအဲ့ဒီခေတ်ကလမ်းသေးကိုင်းဆိုတော့နာမည်တော့ကျွန်တော်မမှတ်မိတော့ဘူးနာသန်မန်နီဘာလာအာရဂီတို့အပါဝင်ဂိုင်းဝင်20ကျော်ရှိတယ်ပြဿနာကိုစားပြီးတော့မီးမွေးတာကတော့နာသန်ပဲနာသန်ကကြီးမြင့်တဲ့တစ်ဖက်ကအေးရွာကိုကူးသွားပြီးတော့အဲ့ဒီရွာမှာကလားမလေးတယောက်ကိုတွားကြူရာကရွာကန်နေနဲ့ရန်ဖြစ်လာတယ်နာသန်ကတယောက်တည်းဖြစ်တော့ဒီဘက်ကန်းကိုပြန်ကူးလာပြီးတော့လူစုတယ်အေးရွာကမောင်တွေကလည်းမခံကျင်စိတ်နဲ့ဒီဘက်ကန်းထိလိုက်လာတယ်တူတူပြောရရင်အုပ်စုနှစ်ခုဒုတ်ဓာလက်နဲ့ပြေစုံနဲ့ထိတ်တိုက်တိုးတာပေါ့ဗျာနှစ်ဖက်ရင်ဆိုင်နေတော့မှနာသန်ကဟိုဘက်လူအုပ်တဲကိုအမှတ်မထင်ကျွံသွားတယ်အဲ့ဒီမှာဟိုဘက်ကဓာနဲ့ပိုင်းလိုက်တာနာသန်ရဲ့ညာလက်ဟာအရင်ကနေပြုတ်ထွက်သွားတယ်မထင်မှတ်ပဲဖြစ်သွားတာကြောင့်နှစ်ဖက်စလုံးမှာတန့်သွားတယ်လက်အုပ်မှုရသွားတဲ့အေးရွာအုပ်စုကလူခွဲသွားတော့နာသန်ကိုရန်ကုန်ဆေးရုံကြီးကိုပို့ကြတယ်ညဘက်ကျတော့ရန်ကုန်ဆေးရုံကြီးမှာသူတို့အဖွဲ့ဂိုင်းဝင်တွေစုပြီးတော့လက်စားရှိဖို့အတွက်တိုင်ပင်ကြတယ်နောက်ဆုံးရတဲ့ဖြီကဂိုင်းသားအားလုံးမဲနိုင်ပြီးတော့မဲကြတဲ့သူကနာသန်ရဲ့လက်ကိုဖျက်ခဲ့တဲ့ကောင်ကိုရတဲ့နီးနဲ့ပြန်တက်ဖို့အားလုံးသဘောတူပြီးတော့မဲနိုင်ကြတယ်စုစုပေါင်း25ယောက်တိရှိတော့25မဲလှည့်ပြီးနှံ့ကြတာပေါ့ဗျာအဲ့ဒီတော့ကလူမိုက်နမဲကြီးတွေထဲမှာပါတဲ့မင်္ဂလာတောင်ညွန့်ကမန်နီကမာရွတ်ဘာလာတို့ကဦးဆောင်ပြီးတော့တက်တက်ကြွကြွနဲ့အရင်ဆုံးမဲနိုင်တယ်ဖြစ်နေပုံကတော့ကလားရုပ်ရှင်ကားတွေကလိုပါပဲဗျာအာရဂီးကငယ်လဲငယ်ကြောက်လဲကြောက်ဆိုတော့မဲမနိုင်ရဘူးလို့ဆိုတယ်ဖြစ်ရှင်တော့ရှေ့က24ယောက်လုံးနှိုက်တာတယောက်မှမပါဘူးတဲ့နောက်ဆုံးပေါက်မဲနဲ့အာရဂီးပဲကြံတော့တယောက်ကအာရဂီးလိုကောင်ကဘယ်လိုတက်ရဲမှလဲအတန်လဲထွက်လာရောအာရဂီးကအနဲ့ပါဇက်ကိုပိတ်ထားလိုက်ကျွန်တော်ရအောင်တက်ပြမယ်ဆိုပြီးတော့မဲတော်နှိုင်းမကြည့်တော့ပဲတက်ဖို့သဘောတူလိုက်တယ်ဘယ်လိုတက်မလဲဟုတ်လားရတဲ့နေရာရတဲ့အချိန်အမြန်ဆုံးတက်ဖို့ပေါ့ဖြစ်ရှင်တော့နောက်3ရက်ကြာနာသန်လက်ကိုခုတ်ဖြတ်ခဲ့တဲ့တရားခံကိုရဲကဖမ်းမိသွားတယ်ရဲစခန်းမှာဖျောက်ရက်ပြီးတော့ရမန်ယူဖို့စေကန်းတရားရုံးကိုထုတ်လာတယ်တရားသူကြီးကအမှုတွဲကြည့်ပြီးတော့
ယမန်ပေးဖို့လုံနေတော့တရားရုံးထဲကိုအာရဂီဝင်လာပြီးတော့တရားခံကိုတရားသူကြီးရှိရုံးပေါ်မှာတင်ခါကြတဲ့ကဓာတ်နဲ့ဝင်ထိုးတာပွေခြင်းပြီးပါလေရောအဲ့ဒီမှုနဲ့အာရဂီလည်းတည်တံကြတယ်နောက်တော့ထောင်ဒဏ်အနှစ်20ပြောင်းသွားတယ်ထောင်ထဲမှာလည်းလူသက်မှုထပ်ဖြစ်တယ်အရေးခင်းပြီးတော့မှအာရဂီကထောင်ကလွတ်လာတယ်အာရဂီရဲ့ဆိုရင်ပွဲပြီးတဲ့အထိနမဲကြီးတဲ့လူဆိုးပေါ့ကျွန်တော်ဘာလို့အသေးစိတ်သိလဲဟုတ်လားဘာလာကလည်းကျွန်တော်တပည့်ရင်းဖြစ်လာတယ်လေသူတလုံးမကြံပြန်ပြောပြတာပေါ့ဗျာဘာလာလူမျိုးကကျွန်တော်ကိုဆရာတင်နေဆိုတော့တကယ်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဗျကျွန်တော်ရဲ့လက်ယုံရည်နှလုံးရည်ကိုဘာလာကအချိန်ပေါင်းများစွာစမ်းတက်ခဲ့ဘူးတယ်တစ်ချိန်လုံးကဘာလာရဲ့ပရိဒါလန်ကိုရောင်မှာဓာတ်တကျဲဖဲသမားတွေလူမိုက်တွေတင်မကဘူးမိမလာလေးတွေပါခေါ်ပြီးတော့ဘာလာကကျွန်တော်ကိုအရှင်ပေါက်ဖို့ကြိုးစားခဲ့ဘူးတယ်ဘယ်နဲ့ဗျာတကောင်မှ10တန်းမအောင်ဘဲနဲ့ကျွန်တော်ကိုအရှင်လာဖောက်လို့ကျွန်တော်တို့ရည်စရာတောင်ဖြစ်နေသေးတယ်ဘဲဝိုင်းမာတွေမိမလာလေးကိုကျွန်တော်ပဲလုံးလုံးပါလာအောင်သူတို့ထက်ဈေးနှစပိုပေးပြီးတော့ဝဲလိုက်တာဘာလာတို့လိန်စင်အကုန်ပေါ်ယုံမကကောင်မလေးကရင်ခွင်ထဲကမထွက်တော့ပါဘူးဖြစ်တဲ့အထိလူငယ်ချီတဲ့ဘဝနဲ့ရှုပ်ခဲ့တော့ငါပေါ့ဗျာနောက်ပိုင်းတော့ဘာလာဟာကျွန်တော်ဘောတကယ်ကိုတစ္ဆာရှိပါတယ်ပွဲကြီးပွဲကောင်းတွေမှာအမှုတွဲဖြစ်လာခဲ့ပါတယ်ကျွန်တော်ဘဝဟာလူဆိုးလူမိုက်တွေနဲ့ဘယ်လိုရည်ဆက်ပါသလဲတော့မသိဘူးနိုင်ငံရေးပုံမှန်9ည18တက်နဲ့ထောင်ထဲရောက်တော့ကလည်းနမဲကြိုတွေနဲ့ကြီးပဲထပ်တွေ့ပြန်တယ်စိုးအောင်မျိုးအောင်နွားကြီးနွားလေးအလုံးစိုးမြတ်ကြိုးတန်းဝင်းမယန်းကုန်းဦးကိုတင်းထေးတင်ငန်းကျွန်းစိုးတန်းသူတို့တွေနဲ့လည်းကောင်းကောင်းအဖွဲကြခဲ့တယ်အဖွဲကြယုံနေမကဘူးသူတို့အပြင်ရောက်လာတော့ကျွန်တော်ဟာရန်ကုန်မြို့လူဆိုးလူမိုက်မှန်သမျှမပတ်သက်ဘူးတဲ့သူမရှိသလောက်ဖြစ်လာခဲ့တယ်ကျွန်တော်လူဆိုးမဟုတ်ပါဘူးတတ်တာဖြစ်တာလဲမလုပ်ခဲ့ပါဘူးလိုလဲမလိုတော့ဘူးလေကျွန်တော်ပါဇက်ကပြောလိုက်ရုံပါပဲဒါပေမဲ့ကျွန်တော်ဟာအကျန်းနီးကိုသုံးခဲ့တယ်မတတ်တာလုံးမသာကျန်းနဲ့ရမ်းတဲ့နီးကိုသုံးတယ်ကျွန်တော်အကျန်းနီးသုံးပြီဆိုရင်ဒိတ်ဆိုတဲ့လူမိုက်တွေဖျားသွားလောက်တဲ့နီးတွေကိုသုံးဖို့ကြံစားတတ်တယ်တခါတော့ကရဲဘက်တယောက်ကိုဘယ်လိုမှပြောလို့ဆိုလို့မရတယ်ဆိုဘာလာယာရုံးကိုခေါ်သွားနားထဲကိုလေးလက်မှတန်တိပြီးတော့လက်ပမိုးနဲ့ခက်ဆက်ဆက်ရိုက်ထည့်လိုက်လို့ပြောတော့ဘာလာမျက်နှာပြက်ပြီးတော့လန့်သွားလိုက်တာဟန်တော်မဆောင်နိုင်ဘူးဗျအခုတေချာပြန်စဉ်းစားတဲ့အခါအဲ့ဒါတွေအားလုံးကကျွန်တော်နှလုံးသားထဲကိုစူးဝင်ခဲ့တဲ့စူးတွေကြောင့်ပဲတေချာပါမဲ့စူးတွေပါဗျာဘယ်လိုပဲပုံစူးဝင်ခဲ့တယ်လဲဟုတ်လားတေချာပြောပြပါမယ်နာကြီးစိတ်နဲ့တော့မဟုတ်ပါဘူးတန်ဝေကနေပဲကျွန်တော်ပြောပြပါမယ်အခုကျွန်တော်အေးရအေးချောင်းတစ်ခုလုပ်နေတယ်ဗျာတကယ်လဲအထိုက်လျောက်တော့အေးခဲ့ပြီလို့ထင်ပါတယ်ဗျာရဲဘက်စကန်တစ်ခုလုံးဟာနှိမ့်ဆဒူဝလှူရှားမှုပုံစံအတိုင်းပဲနနက်6နာရီထဖျားရှိခို9နာရီအိတ်ဆောင်ဖွင့်ဆံပြုတ်တော့9နာရီခွဲမှာပုံစင်းလေမျိုးထိနတ်သောရေနက်ကွင်းမှာတိုက်ဆွဲနေဘူးမိုးရွာနား၍မရတဖြည်းဖြည်းရဲဘက်အများစုမှာလူမမာပုံဖြစ်ကုန်ကြပြီးဗေမန်းတီတံမခံနိုင်သည့်အစုံပုံစင်းသည့်နေရာကထွက်ပြေးဖို့ကြိုးစားကြသည်ခဏခဏပြေးသည်ခဏခဏပြန်မိသည်ပြန်မိရင်အရှင်လက်လက်ငရဲရောက်သည့်ထိဆိုးသည်ဒဏ်ရာမပေါ်နီမျိုးစုံညှင်းပန်းသည်ရိုက်နှက်ခံရသည်မြို့နေအောင်ရိုက်ခံရပြီးမှနောက်အမှုထပ်ဖို့ရန်ရဲစခန်းသို့ပို့သည်နောက်အင်းစိန်ထောင်ပြန်ရောက်သည်ရဲဘက်ပြည်သည့်ကိစ္စမှာအနေမတက်ရင်ကိုပါမှုပတ်နိုင်သည်အလွန်အန္တရာယ်ကြီးသည်ဆိုလိုသည်ကရဲဘက်ပြည်သည့်ဆိုသည်နှင့်မမိမိအောင်ဝိုင်းဖမ်းရသည်တုံနေလုံးနေသည်ဟုစခန်းတော်ဝင်ခံကရိုးစားလင်သူပါမူတွဲဖြစ်သွားတတ်သည်ထွက်ပြေးလွတ်မြောက်ရန်အားပေးကူညီမှုထုံစံအတိုင်းရဲဘက်ပြည်လင်ကိုသက်ခိုင်လည်းအညီမနေရတိုးတော်သူကဘယ်ခါမှရဲဘက်ပြည်နောက်မလိုက်စခန်းတော်ဝင်ခံဦးအေးနိုင်ဘက်ကကတ်ချောင်းနေသည်ကတ်လိုက်ရင်ပြေးတဲ့ကောင်ကလှော်မပြေးပဲတနေရာမှာဝတ်နေပြီးတော့ထောင်မူးကိုဒုက္ခပေးနေရင်ဒုက္ခကျွန်တော်ကထောင်မူးကိုစိတ်မချဘူးဟူသောစကားတစ်ခုနဲ့ဦးအေးနိုင်ကိုပွဲသိမ်းပြတတ်သည်တကယ်တော့ကိုသက်ခိုင်တယောက်သူ့အလုံးနဲ့သူရှုံနေပုံရသည်မျက်လုံးကိုစင်း၍စဉ်းစားနေသလိုလိုတရားမှတ်နေသလိုလိုဘိမ်းမေးနေသလိုလိုလှုပ်လိုက်ရေတုံငင်ကိုရတရားရှိသလိုတနေကုန်ထိုးလိုက်လှုပ်နေတာမရသည်တနေ့စခန်းမှာမိုးမီလောင်သလိုရဲဘက်ပြေးတတ်သည်ဖြစ်ပုံကလူသက်မှုနှင့်9နှစ်ကြာလာသောအကျဉ်းသားရဲဘက်မှာခင်မောင်သိန်းကဗုတ်စင်းနေစဉ်ထွက်ပြေးသည်ရဲဘက်ပြေးရင်အလုံးလုံးနေစဉ်ပေါပြားကိုပါတခါတည်းယူသွား၏ရည်ရွယ်ချက်ကသူ့ကိုသူကာကွယ်ရန်နဲ့နောက်မှလိုက်လာသူကိုအပြက်ရှင်းရန်ပင်မိုင်ဝက်ခန့်ရောက်ပြီးတဲ့အခါမှာခြေတော်သပုတ်တိုင်လဲပြီးတော့စံပြေးနိုင်ပဲလဲနေသည်အမီလိုက်လာသောတခြားရဲဘက်များကိုပေါတူးနှင့်လဲရာကရန်နေသည်ဝန်ထမ်းများနှင့်တဝန်ကြရဲဘက်များ၏လေးကွာတန်းဂဲတန်းမခံနိုင်တဲ့အစုံမလွတ်နိုင်တဲ့ဖြစ်ကိုမကြည်မချမ်းဖြစ်၍လောစိတ်ပေါပြန်သွား၍လောမသိသူ့ရှိတော်ကိုသူ့လက်မှာပါတဲ့ပေါပြားနဲ့ဒုက္ခနဲ့ခုတ်ဖြစ်ရာကခြေမျက်စိအောက်ပိုင်းပြက်လူနီးပါးဖြစ်သွားတယ်ရဲဘက်ပြေးကိုဝိုင်းရိုက်ဖို့နေသသာထောင်မူပါဘာလို့ဘာကန်ရမှမသိအကြက်ရိုက်ကုန်တော့တယ်တွေးလုံပြီးတော့တေသွားရင်ထောင်မူပါပြဿနာတက်မဲ့ကိန်းတွေးလုံမသေးခင်ဆေးရုံရောက်ဖို့ထောင်မူခမများကိုသက်ခိုင်နဲ့ခေါင်းချင်းရိုက်နေသည်ကိုသက်ခိုင်ကလည်းဖြစ်စဉ်ချင်းကိုအမြန်ရေးပေးပြီးတော့လှေပေါ်မှာလူနာတင်ကဘေးကျယ်ကြီးနဲ့ပင်မစကန်းတို့အမြန်လွှတ်ရသည်ခဏကြာကျွန်တော်ကိုသက်ခိုင်တဲဘက်သို့ထွက်လာသည်သူကထိုင်လျက်မျက်လုံးကိုမီး၍မိန်နေသည်ကိုသက်ခိုင်
ပြေးတဲ့သူခမည်းဘလို့မြင်တယ်လဲလွတ်ရှင်လို့ပြေးတယ်လို့မြင်တာပေါ့ဗျာမဟုတ်ဘူးလေဗျာလှုပ်တဲ့မလှုပ်တဲ့ကိုပြောတာပြောရရင်ခြေချင်းဝင်မဲ့ပေါက်ပြောပါဗျကျွန်တော်နဲ့ခမည်းကလူရင်းနေပါပြေးတာမမားဘူးပြေးနီးကမားနေတာဗျာမဗျာနဲ့ဒီမှာစကမ်းမြေပုံဒီဘက်ကစင်သေးချောင်းဒီဘက်ကကားလန်ဒီဘက်က2မိုင်လောက်ရှိတဲ့တိုက်တော်ဒီဘက်ကလေချောင်းအရန်9ကန်ဒါတွေမကသေးဘူးဘယ်ဘက်ကဘလောက်ဝေးဝေးပြေးရင်လမ်းမပေါ်ရောက်နိုင်တယ်လဲဆိုတာပေနဲ့ပါတွက်ထားတယ်အခုခင်မောင်တန်းပြေးတာဒိုက်ဘက်ကိုစွတ်ပြေးတာရင်းစိုးလောက်ရှိတဲ့ရေထဲမှာ2မိုင်လောက်ဘလို့ပြေးမလဲဟာခမည်းဘလို့လုပ်ပြီးအသေးစိတ်သိနေတာလဲကျွန်တော်တို့ကအခုထိစကမ်းကိုလဲနေတော့ဘာဆန်းလို့လဲစိုက်ကွင်းပြေမြေပုံအားလုံးကျွန်တော်လက်ထဲမှာတချို့နေရာတွေမှာကျွန်တော်လှီနဲ့လိုက်ကြည့်ပြီးသားခင်မောင်တန်းကျွန်တော်ကိုတိုင်ပင်ပြီးပြေးရင်ဒီလိုဒုက္ခမရောက်ဘူးခမည်းကျွန်တော်တော့ကြောက်လာပါပြီဗျာကျွန်တော်ကိုကြောက်တဲ့သူတွေအများကြီးပါဗျာအမှန်တော့သူတို့ကိုကျွန်တော်ကအရင်စကြောက်ခဲ့ရတာဗျဟုတ်တယ်ကျွန်တော်စကြောက်ခဲ့ရတယ်လူလောကမှာရှုံးမှကိုကျွန်တော်အကြောက်ဆုံးပဲဘာဖြစ်လို့လဲသိလားခဏခဏရှုံးခဲ့လို့ပေါ့ဗျာဘာတွေများရှုံးခဲ့လို့လဲဗျရှုံးခဲ့ပါတော့ကောဗျာကျွန်တော်ပြောခဲ့တဲ့စူးတွေခမည်းတို့မှတ်မိမှာပါကျွန်တော်ရမမြင်နိုင်တဲ့စိတ်တနေရာမှာစူးခဲ့တဲ့စူးတွေပေါ့စူးတွေကြောင့်နားထောင်ကြည့်ပေါ့ဗျာတကယ်တမ်းပြောရရင်ဒီအကြောင်းတွေကအခုချိန်ကျွန်တော်ရင်ထဲမှာပူပူနွေ့နွေ့ရှိတော့ကလေးဘွားကဖြစ်ခဲ့လို့လာတော့မဆိုနိုင်ဘူးကျွန်တော်အသက်9နှစ်လောက်ကြာတော့ကျွန်တော်အဖေကကြောင်းအပ်တယ်9နှစ်လို့ပြောရတာကြောင်းရှိတယ်ကျွန်တော်တို့မွေးချင်း6ယောက်မှာဆုံးသွားတဲ့ကျွန်တော်ကအားလုံးမွေးစင်းရဲချုပ်ဇာတာရှိတယ်ထူးထူးဆန်းဆန်းကျွန်တော်ရဲ့ရဲချုပ်ဇာတာကတော့ရှာမရဘူးရဲချုပ်ဇာတာဆိုတာထိုင်းရွက်ပေါ်မှာကညစ်နဲ့ရေးထားတာဗျအမေဘသူအဖဘသူဘယ်ခုနှစ်သက်ကလေးမှာဘယ်နေ့နက်နက်မွန်းတဲ့မွန်းလွဲညတကောင်ညံတွင်မီးရှူသက်စဉ်ဘာညာပေါ့ဗျာဒီလိုရေးထားတာဗါတဲ့အသက်120ရှည်စီသတိဆိုတာပါသေးတယ်အမေကလည်းဒီကလေးမီးတွင်းတုန်းကဆောင်းတွင်ကြီးနင်းတွေအရန်အုံလို့ဆိုတော့အဖေကကျွန်တော်တို့ညီကိုတွေကိုမွေးတဲ့ကြားတဲ့ကတက်ကလေးတစ်ခုကိုရှားတယ်နှစ်ကြီးနဲ့နှစ်ငယ်ဆိုတော့ရှားရမခက်လာပါဘူးမွေးတဲ့လာဆောင်းတွင်းဆိုတော့တစောင်းမုန်းလာဆိုပြီးတော့ထိလိုက်တာပဲရက်လာမန်းတုတ်ရန်တုတ်ပေါ့ဗျာ10တန်းဆောင်ဝယ်ဖြေဖို့လို့တော့အင်္ဂလိပ်လိုမွေးနေ့တက်ကလေးထဲတော့လဲထိုးနီး၎င်းပဲဆီယမကဗမာတက်ကလေးနဲ့တိုက်လို့မရတဲ့ဆုံးထင်ရမြန်စွတ်ပြီးတော့မွေးနေ့ကိုထဲလိုက်တာအောက်တိုဘာ24တဲ့ဟုတ်တယ်အဲ့ဒါကုလသမဂ္ဂနေ့ပဲအဲ့ဒီကလေးကပြည့်ညက်သွားရဓာတ်သက်ပါလေသလားတော့မသိဘူးရှောက်လိုက်တဲ့ဘုရားကုလသမဂ္ဂထထောင်တားတယ်ဗျာတကယ်တမ်းပြောမယ်ဆိုကျွန်တော်ဟာဘယ်နေ့ဘယ်ရက်လူလောကကြီးတဲ့ကိုရောက်လာခဲ့တယ်ဆိုတာကျွန်တော်မသိပါဘူးသိတဲ့သူလည်းမရှိဘူးပေါ့ဗျာကျွန်တော်မစိုးသွမ်းခဲ့ပါဘူးเจ้าမှာစာကောက်ကောင်းကြိုးစားခဲ့တယ်ကျွန်တော်ညံရီကလည်းပဲပင်ကိုအထိုက်လျော့တော့ရှိတော့ထူးချွန်တဲ့ကျောင်းသားထဲမှာပါခဲ့ပါတယ်ဆိုလိုတာကကျောင်းစထားကလေးကပါထုဒစီးရင်မှာစည်ရင်ဝင်ခဲ့တာကိုပြောတာဒါပေမဲ့အဲ့ဒီပါထုဒကကျွန်တော်ဘဝရဲ့အစမှာဘာမှသုံးမဝင်ဘူးနတ်မောက်လူတောကတက်လာတဲ့ကျွန်တော်တို့မိသားစုဟာပတ်ဝန်းကျင်မှာခက်နှံတုံခက်အားမိသားစုဖြစ်နေတဲ့ပတ်ဝန်းကျင်မှာကလည်းအားလုံးကလက်ရဲစရဲတွေကြီးပဲထက်ကနေရှိရင်မိုက်တဲ့ကောင်ထွက်ခဲ့ဆိုတာကြီးပဲအေးလီကျွန်တော်တို့ကမိုက်မှမမိုက်တာဘယ်ထွက်ရည်မလဲဒါပေမဲ့ကျောင်းမှာလည်းခဲတယ်နဲ့ထိုးကြောက်တင်မိုးနဲ့ခုတ်လက်သီးချင်းထိုးနှပန်းလုံးတာရက်ကွက်ထဲမှာကြက်ပြောက်ဘဲပြောက်ရမူးပြီးတော့ရန်နာကအစအားလုံးခက်မော်ချဲလန့်ကြီးပဲကျွန်တော်လည်းဘယ်ချောင်းနိုင်ပါမလဲကျွန်တော်ကငငယ်ကလူဖလန်လေးဗျမရကျွန်တော်ကိုစာပြီးသမတာကတော့ဖိုးအေးပဲသူကကျွန်တော်ထက်တန်းငယ်တယ်ကြောက်တို့ပြရကချဲလန့်လောက်ကြရောဆိုတော့နှစ်ယောက်သားမျက်နှာချင်းဆိုင်လိုက်တာနဲ့ကျုပ်စိတ်ထဲမှာဘာလို့ရင်ကောင်းမလဲစဉ်းစားနေတော့ဖိုးအေးပြစ်သွင်းလိုက်တဲ့လက်သီးလုံးကကျွန်တော်ရဲ့ညာဘက်နှစ်ထင်ကိုတက်တက်ထိပြီးတော့ခေါင်းထဲမှာမီးပွင့်သွားတယ်အိမ်ပြန်ရောက်တော့ကျွန်တော်ညီတက်နိုင်ကအားပေးတယ်မင်းကလက်နေတာကိုကွာနဲတော့နေသေးတယ်တဲ့ကလေးပြီးမဲ့ကျွန်တော်ရှက်တာပေါ့ညာဘက်မျက်လုံးကပိတ်နေသလိုဖြစ်သွားတာကြောင့်ဖိုးအေးလက်ချက်နဲ့ကျွန်တော်အစ္စလမ်ဝေသွားတာလမ်းတွေကရောကျောင်းကပါအကုန်တီးသွားတာအမေကတော့သူ့ရဲ့လက်သုံးစကားတိုင်းသားရဲ့ခွေးပါမီးကုံလူပိုင်းရင်နောက်ဆုတ်တဲ့ဆိုပြီးတော့ကြက်ထုတ်ထိုးပြီးတယ်ကျုပ်လားဘယ်နောက်ဆုတ်မလဲရဲထုတ်ဆိုတဲ့ဂျပုတကောင်နဲ့ညဘက်10နာရီနှစ်ယောက်ချင်းချင်းပြီးတော့ထိုးတယ်ဒါကလည်းကျွန်တော်တို့လမ်းထဲကအသက်ကြီးတဲ့လူတွေကမြောက်ပေးတာမင်းတို့နှစ်ယောက်ကရွယ်တူတယ်ဘယ်ကောင်ဘူးလဲဆိုတာကဖိုက်တင်ဇလန်ကစတာပဲဘေးနှစ်ဖက်မှာအုံးမင်းတွေကိုဖျက်ပြီးတော့ကာထားတာလမ်းကြားလေးမှာဗျကျွန်တော်တို့နှစ်ယောက်ရဲ့လက်ရည်ဇမ်းဘွဲကနှစ်ယောက်စလုံးပစိုးကြောင်ကြိုက်ပြီးတော့အသက်အနေထားနဲ့စာပြီးရင်ဆိုင်လိုက်ကြတာပဲထုံးစံတိုင်းအရေးကြောင်းဆိုကျွန်တော်ရဲ့လက်နှစ်ဖက်ကလှုပ်လို့မရတော့ဘူးခေါင်းထဲကသာဘယ်နေရာကိုထိုးရင်ကောင်းမလဲစဉ်းစားနေတာဟာရဲတို့ကမိုင်းတိုင်းဆန်းလိုလူမျိုးဗျဘယ်လိုထိုးလိုက်မှမသိတတိထားမိတော့အုံတုံတွေဘေးမှာကျွန်တော်ကလွင့်ကျသွားတာသိလိုက်တယ်ကျွန်တော်လားဘယ်လျှော့ပါမလဲလက်မောက်သွေးပဲပြန်ထပြန်ရင်ဆိုင်တာပေါ့မထိုးပါဘူး3ကြီး3လားအုံတုံနဲ့နှစ်ပန်းသွားရတာကြီးပဲဒါနဲ့ကျွန်တော်လည်းအားမလျှော့ဘူးကမာယိုဈေးကြီးထဲမှာတရက်ကွက်ထဲကကောင်စွန်လိုက်ရင်းနဲ့ပွဲကြီးပွဲကောင်နှွှဲလိုက်သေးတယ်ကန်ကြီးလို့ပေါ့ဗျာနောက်ကောက်ပွဲမဖြစ်ခင်ညီတော်မောင်ရောက်လာပြီးတော့ဝင်သမသွားလို့ခံပွဲတွေကတော့ပြောလို့မကုန်နိုင်ဘူးကျောင်းလူစိုးစီးရင်ဝင်တန်ချိုးတိုင်ဘက်ကကျောင်းသားတယောက်ကကျွန်တော်ကိုကျောင်းစင်းချိန်ဘာမှမသိပါးရိုက်သွားတာလည်းပါသေးတယ်နောက်တော့တိတာကကျွန်တော်ကိုပါးရိုက်ပြမယ်မဟုတ်ဝဲကြီးကြီးဆိုပြီးတော့ရိုက်ထားရတယ်အဲဒီတော့
ကျွန်တော် short တန်းရောက်နေပြီနေပါဦးဗျာ short တန်းမရောက်ခင်၄တန်းတော့ကလည်းပြဿနာကြီးကြီးတက်သေးတယ်ဒါကမိန်းမကိစ္စ၄တန်းမှာမိန်းမကိစ္စဆိုတာရီးစားစာပေးတဲ့မှုဖြစ်ပုံကကျွန်တော်ရည်တဲ့စာစီစာကုန်းတွေကအတန်းထဲမှာအမြဲတမ်းလို့ဆီယမကရှီမွန်းရကစတာကျွန်တော်နဲ့တခုံနဲ့ထိုင်တဲ့တရုတ်မမောင်နဲ့ချစ်စိန်ကမင်းဒီလောက်စာရေးတက်နေတာရီးစားစာရေးကြည့်ပါလားတဲ့ဟာဘသူကဘာကိစ္စရီးစားစာရေးရမှာလဲဆိုတော့အတန်းတွေကခက်ချောချောကောင်မလေးခင်အေးတန်းကိုရေးတယ်ကွာကျွန်တော်စိတ်ထဲမှာခင်အေးတန်းကဘလို့မှမနေဘူးဟိုစိတ်ဒီစိတ်ဖြစ်ရမယ့်အရွယ်မှမဟုတ်တာရံမွေးတိုင်းခံရပါများတော့ဒီတခါလက်စွမ်းပြလိုက်မယ်ဟဲ့ဆိုပြီးတော့ရီးစားစာရေးလိုက်ရောခလေးပဲဗျာခလေးလိုရေးတာပေါ့တို့ချစ်လာစွာသောခင်အေးတန်းနေတိုင်းမြင်တော့ရှိမိပါတယ်ရှိရင်အကြောင်းပြန်မိုးရင်တိခံတော်သေးသည်ပေါ့စာရေးနီးကလည်းအညာကစာရီစာတိုက်ကလာရင်အမေဖက်ဖက်ပြနေလို့အတူခိုးတာပါဗျာဘဲကဘလို့မောင်မောင်တို့ရှစ်စိန်တို့လှုပ်ရှားလိုက်တယ်လေတော့မသိဘူးခင်အေးတန်းရဲ့လွဲထဲကိုကျွန်တော်နာမည်နဲ့ရီးစားစာရောက်သွားပါလေရောအခုကျွန်တော်ပြောနေတာဟာရည်စရာလိုပဲဗျတိုးတော့အဲ့ဒီနေ့ကဖြစ်ခဲ့တဲ့အဖြစ်ဟာကျွန်တော်ဘောမှာမေးဖြောက်လို့မရဘူးဆိုတဲ့စူးကြီးတစ်ချောင်းဆိုတာအခုမှကျွန်တော်သိလာတယ်ကျွန်တော်ကမဟုတ်တာလုပ်တဲ့သူဆိုတော့အဲ့ဒီနေ့ကအိမ်ကိုမပြန်ရဲဘူးလမ်းထိပ်မှာဟိုဟိုဒီဒီရောင်ပေလုပ်နေတယ်ငါလုပ်တာမှားပြီထင်တယ်လို့တွေးနေတယ်ကြောက်လဲကြောက်နေတယ်ကြောက်ဆိုခင်အေးတန့်ရဲ့ဖေးကပပကလူကြီးဗျပပကဆိုတာအခုခေတ်တမဝါယမလို့ဆိုတော့သူ့မိဒေါ်လာခင်ကတော့တော်တော်ကိုအာရန်ချာချမ်းကျွန်တော်ထင်တာမမားဘူးခင်အေးတန့်ကကြောင်းကပြန်ရောက်ရှင်သူ့မိကိုကျွန်တော်ရေးရတဲ့စာပြတော့ဒေါ်လာခင်လုံကြီးကိုခါထိမှပြီးတော့ကျွန်တော်အိမ်ကိုရှီတက်လာတယ်ဗဇက်ကလည်းအညာသားတွေလူပေါင်းဝလို့ငါသမီးကိုမအေးနမမျိုးစုံအတန်80ရှုံးတော့တဲ့စစ်ရှိတေးနေပေါ့ထုံစံတိုင်းပပကလူကြီးမိန်းမဆိုတော့တရက်ကွက်လုံးကပွဲခံတယ်လို့ထွက်ကြည့်ကြတာပေါ့ဗျာကျွန်တော်အိမ်လဲရောက်ရောနေမကောင်းလို့ဆောင်းရှုံအိတ်နေတဲ့ကျွန်တော်အကိုကိုကျွန်တော်မှတ်ပြီးတော့ဆွတ်ရိုက်တော့တာပဲဒါတွေကတော့အနောက်မှာကျွန်တော်ကိုပြန်ပြောပြတာကျွန်တော်ကတော့အမေရှိတဲ့ဈေးဘက်ကိုထွက်သွားလိုက်တယ်ကျွန်တော်ပုံစံကမူပြက်နေတော့အဖေကအမေကိုနင်းသားကဘာတွေလှုပ်လာပြန်ပြီလဲမသိဘူးမေးစမ်းပါအောင်ဆိုတော့ကျွန်တော်လည်းမဖြေတတ်ဘူးမျက်ရည်ပဲဝဲနေတယ်နောက်တော့အကိုကလိုက်လာပြီးတော့အကြောင်းစုံသိတော့အဖေကတက်ခိုင်ရမင်းပါတွေရှောက်လို့နေတာလေမင်းနဲ့တော့ပြဿနာပဲတဲ့ရိုက်တော့မရိုက်ပါဘူးအမေကတားရဲ့ဒါမျိုးမလုပ်ရဘူးခလေးဆိုတာခလေးလိုနေမှာပေါ့ဟိုကလူကြီးသမီးတဲ့ပြဿနာကမပြီးသေးဘူးဒေါ်လာခင်ကရာဇဒံပို့လိုက်တယ်မိဘတွေကိုယ်တိုင်တေချာလာတောင်းမှကြည်အေးမယ်မဟုတ်ရင်ရဲစခန်းပို့မယ်ခလေးထောင်ရောက်အောင်လုပ်မယ်ဆိုတာကြီးကျင်းနေတာကြောင့်အဖေရောမေပါသွားတောင်းမှရတယ်အမေကမသိတာဘူးဗျကျွန်တော်အဖေကမျက်နှာကိုအောက်ချပြီးစိတ်လှုပ်ရှားနေတဲ့ပုံကဒီကနေ့ကျွန်တော်မျက်စိတွေကမထွက်ဘူးအေးပေါ့ဗျာရက်ကြော်ရွာကြော်ဖြစ်မဲ့ကိစ္စဟုတ်ဗျကျွန်တော်သတင်းကတော့ CNN BBC VOA တို့ကလွှင့်တဲ့သတင်းတောင်မြန်သေးတရက်ကွက်လုံးအော်တောင်းနေဖြစ်ကုန်တယ်ဒီကောင်မို့၄တန်းပဲရှိသေးတယ်ခင်အေးတန်းဆိုတဲ့ကလေးမကိုစာပေးလို့ရိုက်ခံရတဲ့ကောင်ဆိုပြီးတော့ကျောင်းမှာပါအချင်းချင်းလူဝိုင်းကြည့်ဝိုင်းဟားခံရတဲ့အထိနောက်နေ့ကျောင်းစင်းချိန်မှာကျွန်တော်ခင်အေးတန်းတို့အိမ်ရှိကဖျက်မပြန်ရဲဘူးတခြားပြန်စရာလမ်းမရှိတော့လဲပြန်လို့လည်းမရဘူးကြောက်တာရောရှက်တာရောစိုးရိမ်တာရောခံစားမှုမျိုးစုံအသက်20ကျော်10နှစ်ကျော်ဖျက်ပြန်နေခဲ့ရတယ်အိမ်ရှိကနေဖျက်တိုင်းကျွန်တော်မှဒီဝေဒနာကြီးပဲအေးဗျာလူတကာနဲ့လက်ယုံရည်ရှင်းလိုက်တိုင်းကျွန်တော်ကရုံးဘက်ကကြီးပဲစာလေးတစ်စောင်စွမ်းပြရှင်လို့ရေးမိပါတယ်စက်ကြောလာတဲ့တိုင်းလုံးမီးလောင်တဲ့အတိုင်းပဲကျွန်တော်စိတ်ရအဲ့ဒီအရာတွေကိုဆက်စုပ်လုံးလို့ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာမသိမသာရှာဖွေနေမိခဲ့တယ်ဟုတ်တယ်ကျွန်တော်မသိစိတ်ကရှာဖွေနေခဲ့တာအခုဘာလို့ကျွန်တော်ပြန်ပြောပြနိုင်တယ်လဲဆိုတော့ကျွန်တော်စိတ်ထဲမှာကျွန်တော်ရှာဖွေတွေ့ရှိခဲ့လို့ပဲဒီလိုနဲ့ကျွန်တော်9တန်း10တန်းလောက်ကိုရောက်လာတယ်ကျွန်တော်ပြင်ထွက်ရမှာချက်လာတဲ့17လမ်းထိပ်ကစာအုပ်ဆိုင်ကျွန်တော်အမငားလာတဲ့ပုံမြင်စာအုပ်တွေကိုဖတ်နေလိုက်တယ်။နောက်မေးဈေးကဝယ်လာတဲ့ရွှေသွေးတေစဒိုးချောင်းသားရွှင်ပြုံးမိုးတော့ပန်းရှေ့သူဘာမာစတာပြည်သူဖလင်းတွေအကုန်ဖတ်တယ်။မောင်သက်တိတို့ဒီလုံးတို့လိုလုံးချင်းကာတွန်းတွေကအစပေါ့ဗျာ။နောက်ပိုင်းပုံမြင်ကာတွန်းတွေနဲ့မတင်းတိမ်နိုင်တော့ဘူး။စာအုပ်ဆိုင်တွေကိုကိုယ်တိုင်သွားမွေတယ်။ဒူဝံကျဲမွေးလေယုံမမောဘာရကူတက္ကသိုလ်တင်မောင်ထွန်းအထောက်တော်လှအောင်တကုံရွှေများရွှေဥတော်တော်တော်ဆွေမြာတန်းတင်ဂျာနေကျော်မမလေးခင်းနှင်းယူနိုင်လင်းအောင်လင်းထင်လင်းတခင်မြမင်းကျော်ဒေါက်တာမောင်မောင်ဖြူသိမ့်ဖေမြင့်တက်တိုးဆွေလိုင်ဦးလေးုံတစ်လွင်ပြီးမွန်းနှင်းမြင့်ကျော်မြင့်နီကရမတ်မောင်သာရပွင့်လန်းတထုတွင်လူထုတော်မှာအိုးဗျာအဲ့ဒီခေတ်ကစာရေးစရာတွေရဲ့ဖတ်သမျှစာအုပ်မှန်သမျှကျွန်တော်မဖတ်ဘူးတဲ့စာအုပ်မရှိတော့ပဲဘာတဲ့ဗျာတာမဏိသူရဲကောင်းတစ်ထောင်မရဏမောင်လောအရိုင်းစပယ်မုံရည်မဟူတူလိုလူစိတ်တလလေးခါအဖြူကိုမြည်သူအနက်ဆိုးသနီးစစ်တွင်းခီတရုတ်ပြည်ပေါ်ကကျင်းနီကဘာကျော်ချောင်းလဲချက်များဘွာချင်းမတူသည့်တရုတ်ပြည်မုံတော်မကြီးအရှိနောင်ထုံစစ်တောင်ကုန်းမလျှောဆယ်ယောက်ကိုတယောက်လေဟုံစည်း၍မြေကြီးတုံချက်မနူးရင်ဘတ်စစ်ခုံယုံမတန်းများမောင်လွန်းသောနေ့ရက်များမောင်လွန်းသောညများမတ်တရက်လိုလမ်းမငိုကြည်တုတ်ခံဝမခံဝအသားနတ်မကြီးအောင်လန်ထုလမ်း၌တွေ့သောတစ်တပင်မျိုးမမပကာသနီရှောက်ယူရင်မဆုံးတော့ပါဘူးဗျာခ
ကဲဒါထားတော့ကျွန်တော်လက်တန်းရွတ်ပြနေတာစဉ်းစားပြီးပြောတာတညာလုံးမိုးလင်းသွားနိုင်တယ်တချို့စာအုပ်တွေကမူရင်းတိုင်းရွတ်နိုင်တယ်ဆိုပါတော့ဘာရဂူရဲ့စစ်တရရေခါစာအုပ်ကဆက်စချင်းအပိုက်ကနို့မကောင်းမှုဆိုတာကဘယ်ဟာတော့တေကန်ကမေးလျှောက်လိုက်သည်ဟုဆိုတာမျိုးကျွန်တော်ကြွားနေတာအထင်ကြီးအောင်ပြောနေတာမဟုတ်ပါဘူးစာအုပ်ဖတ်တာကကောင်းတာဘောလို့လွယ်လွယ်ပြောရရင်ရပါတယ်တိုးတော့ကျွန်တော်ဟာစာအုပ်ပေါင်းများစွာကိုဖတ်ရင်းနဲ့ကျွန်တော်ဘဝမှာပျောက်ဆုံးနေတဲ့အနိုင်ဆိုတဲ့အရာကိုမသိစိတ်ကရှာနေခဲ့တာဗျစာအုပ်နဲ့ခြာယုံနဲ့တော့ဘယ်လုံလောက်မလဲဗျာကျွန်တော်ကဆွဆွဲလန်းလန်းဖြစ်တာတခုကဇက်ပွဲတွေပဲကျွန်တော်တို့ခေတ်ကကမာရွတ်ရှစ်တီးဖျားမီးနင်းနဲ့ကွင်းကြီးထဲမှာပွင့်လင်းရာသည့်အထူးသဖြင့်ဆောင်းတွင်းကာလမျိုးဆိုရင်ပွဲသွင်းတယ်ဇယုံနမဲကနဝရယုံနဲ့အဲ့ဒီခေတ်ကပွဲတွေရှိလို့ရှိရင်ဒေါ်ကျစ်ကားဘေးမှာဇက်ပူစရာကြီးတွေကပ်ပြီးတော့ရက်ွက်ထဲကိုလော်စပီကာနဲ့၆អော်ကြတာဗျဗါတဲ့မှတ်မိသေးတယ်ဒီကနေ့ညနဝရယုံတော်မင်္ဂလာကြီးမှာဖြစ်ရွှေမန်းဦးတင်မောင်ရဲ့တောထွက်ခန်းကိုအထူးစီစဉ်တင်ဆက်မှာမို့မကြည့်လိုက်ရမရှိရအောင်ဘွဲလက်မှတ်ဖျားလက်မှတ်များကိုအမြန်ဆုံးဝယ်ယူကြဖို့နဲ့ရုံဝင်ကများဟာဆိုရင်ဖြစ်အထူးရန်ကဘာညာဖို့ဗျာစပီကာနဲ့လဲအောဇက်ပွဲကြော်ညာတွေကလည်းကားပေါ်ကနေပြစ်ရှာကျွန်တော်တို့ကလမ်းဘေးကကားနောက်ကလိုက်ပြီးတော့ကြော်ညာမရရအောင်လိုက်လို့ကြော်ညာစာရွက်ရရင်ဗျာထီပေါက်တာတောင်ပို့ပြီးတော့ပျော်မိတယ်ထင်ပါတယ်ရွှေမန်းတင်မောင်မကဘူးစိန်အောင်တင်စိန်မာတင်နောက်စိန်မဟာသပင်အောင်လန်တော်ခင်စိန်ပန်ထရာကြီးလင်းဥပမောင်ဆက်ကရွှေမန်းကန်ချွန်ဆက်ကမြို့တော်သိအောင်ဇက်တော်တော်များများကိုမလွတ်တမ်းကြီးခဲ့ပူပါတယ်ရုံဝင်လက်မလားအမြဲတမ်းတော့ဘယ်ဝင်နိုင်ပါ့မလဲဗျမဝင်နိုင်ရင်ဇက်ယုံတွေကပြန်ထွက်လာတဲ့အတိတယောက်ကိုစောက်တယ်အေးလေဇက်ပွဲဆိုတော့အော်ပရာနဲ့ပြဆက်ပြီးရင်လူတော်တော်များများကအိမ်ပြန်လေးရှိကြတယ်ကျွန်တော်ကနောက်ပိုင်းဇက်ထုတ်ဆိုလဲကြီးလိုက်တာပဲစောစောစီးစီးဝင်နိုင်ရင်တော့ပြဆက်ကိုလည်းမိတာပေါ့ဗျာအဲ့ဒီတုန်းကရုံပြင်ထွက်လာရင်ကျွန်တော်တို့ရွယ်ကလေးတွေကလက်ဖြံမှာရာဘာတစ်စိတ်တုံးနဲ့တစ်စိတ်တုံးထုပေးလိုက်တယ်အဲ့ဒီတစ်စိတ်တုံးကတယောက်နဲ့တယောက်ကူးလို့ရတယ်လက်လက်ဆက်ဆက်ဆိုပိုကောင်းတယ်တခါတလေ6သွားရင်မတိမတာရေဆူပြီးတော့ကတ်ကြတယ်သူ့လေကိုလဲပေါ့ဗျာကိုကလည်းကပ်ပြီးတဲ့အခါရှိသလိုသူ့စီကပြန်ကတ်တဲ့အခါလည်းရှိတာပေါ့တချို့ဇက်တွေကြတော့တစ်စိတ်တုံးနဲ့မထုပြန်ဘူးရုံပြင်ထွက်လာတဲ့လက်မှတ်ပေးတယ်အဒီခါမျိုးကြရင်ပြန်ရှင်တဲ့ကောင်ဆက်မကြည့်ရှင်တဲ့ကောင်ကိုရှာရတယ်တခါတလေအလေကားရတယ်တခါတလေကြီးတဝက်နဲ့တဝက်ကြီးလောက်ကကျွန်တော်မှရှိတတ်ပါတယ်မရှိတဲ့အခါလားခတ်ဆိုးဆိုးကောင်တွေလှုပ်တယ်လို့ပေါ့ဗျာရုံမေးကမယောင်မလဲလှုပ်ပြီးတော့လူလစ်တာနဲ့ရုံမိုးပေါ်ကိုဘေးဖက်တက်ပြီးတော့ရုံထဲကိုခုန်ချလိုက်တာပေါ့အန်ဒီတော့များတယ်အမြဲတမ်းလှုပ်လို့မရဘူးဇက်ပွဲယုံကလူသိပ်များနေပြီးတော့ယုံရှန်တော့မယ့်အခါမျိုးကြမှာဒီနီးကိုသုံးလို့ရတာဇက်ပွဲတွေစက်ကတ်တွေကိုဈေးသက်သာအောင်အလဲကားကြည့်လို့ရအောင်လှုပ်တဲ့နီးတွေကကျွန်တော်မှအများကြီးရှိပါတယ်ကျွန်တော်ကတရက်နှစ်ရက်လာကြည့်တာမှမဟုတ်တာနေတိုင်းနီးပါဝင်လို့ရတဲ့အချိန်ကြည့်တယ်မချောင်ရင်စောက်ကြည့်တယ်မိတဲ့အခန်းကြည့်တယ်ပြီးတဲ့အထိကြည့်တယ်တခါတလေများနောက်ပိုင်းဇက်တွေမျောပြီးတော့တိတ်မရလို့မိုးလင်း9နာရီမှတင်းလောက်မှာတရားမင်းဆိုဆင်းပြီးတော့ဇက်သိန်းနာတွေတောင်ကြုံရသေးတယ်ဗျကျွန်တော်မှအကျင့်တစ်ခုရှိတယ်ဘယ်ရာမဆိုစစ်စစ်ဆက်ဆက်သိရအောင်လုပ်တဲ့အကျင့်တခါကဇက်စင်ပေါ်မှာကနေတဲ့ပန်ထရာကြီးလင်းဟာကျွန်တော်မျက်စိထဲမှာကြည့်လို့အရန်အဆင်ပြေနေတယ်ဒီလောက်ချောမောလှပနေတာဘယ်လိုများဖိလိမ့်ပြင်ဆင်ထားပါလဲဆိုပြီးတော့ဇက်စင်ဘေးကကလကာကိုဆွဲတဲ့တောက်ကိုမရောက်ရောက်အောင်တွားပြီးတော့မင်းသားဆင်းလာကိုစောက်ကြည့်တယ်မီးရောင်အောက်မှာမဟုတ်ရင်သူတို့လည်းသူလိုကိုလိုပါပဲဗျာနောက်မင်းသမီးတွေမှာဇက်ထရန်ပေါက်ကချောင်းကြည့်ဘူးတဲ့ဟိုစိတ်ဒီစိတ်နဲ့တော့မဟုတ်ရပါဘူးဗျာနတ်မီမယ်တွေလိုဖြစ်အောင်ဘလို့ပြင်ကြတယ်လဲသိရှင်လို့ပါတယောက်တည်းတော့ဘယ်ဟုတ်မလဲတခြားကောင်တွေလည်းပါတာပေါ့ရှင်တော်တွေတက်တာတွေရှုပ်ရှက်ခတ်နေတဲ့ကြားကမှန်တင်ကုန်တွေကိုစီနဲ့တို့ပဲရိုက်နေကြတာတွေ့တော့ရွှေပြန်နေတာထမင်းရေရှားတွေနဲ့ဟိုလျှောက်ဒီလျှောက်လုံနေတာကြည့်ပြီးတော့ကျွန်တော်လည်းမှတ်ချက်ချမိတယ်ဆိုလိုတာကတော့သူတို့လည်းလူလူပါလားပေါ့ဗျာနောက်ကျွန်တော်ကြိုက်တာချီသေးတယ်အဲ့ဒါကမျက်လက်ဝိုင်းတခြားလူတွေကအပျော်တမ်းခဏကြည့်တာဖြစ်မယ်ကျွန်တော်ကမျက်လက်ဆရာရဲ့ပြောပုံဆိုပုံလှဲ့ပုံပတ်ပုံဆေးရောင်းခဏီလှိပ်ပုံစင်ပုံလူမများပူဝဲရှင်လာအောင်ဂွင်းစင်ပုံသူပြထားတဲ့မျက်လက်ကိုအဆုံးမသက်ပဲနဲ့ဝှိဝဲပြီးတော့ကျုံသွင်းနေတဲ့ပုံကိုတေချာလိလာတယ်ကျွန်တော်ဒါကိုသိစိတ်ဝင်စားတယ်အပြိုးကောင်းတဲ့မျက်လက်ဆရာတွေကတော့တရရောက်ကသူ့ရှိကကြိုးခွေကိုမိုးကိုပြစ်တင်လိုက်ရင်ကြိုးပြားဟာဟိုးကောင်းကင်ကိုတက်သွားပြီးတော့မိုးတိမ်တွေကိုဖောက်ထွက်သွားမယ်အဲ့ဒီကြိုးကိုတွေ့ပြီးတော့တက်သွားရင်ကောင်းကင်မြို့တော်ကြီးတစ်ခုစီကိုရောက်သွားမယ်သူ့ကြိုးမှာထုံးထားတဲ့အထုံးလေးတွေကကန်လိုက်တာနဲ့တစ်ထည်ချင်းတက်သွားတဲ့ဟာမျိုးမယုံကြည်တဲ့သူတွေအတူတူလိုက်ပါလို့တဲ့သူတွေကတော့အစင်သက်လှုပ်ထားပါတဲ့နောက်အဲ့ဒီခီးမသွားခင်အခုကြည့်နေတဲ့ရွှေပွဲလာပြည့်သက်ကြီးကိုကယ်တင်မှုသူစီမှာအဋိဌံထားတာရှိလို့ခဏနေပါအောင်တဲ့ဒါလေးပြီးရင်သူလဲကောင်းကင်ခီးကိုတွားတော့မှာပါတဲ့ကျွန်တော်လဲကလေးဆိုတော့ကောင်းကင်မြို့တော်ဆိုတာကြီးကိုကြည့်လိုက်အောင်မှဆိုပြီးတော့စောက်ကြည့်တာပေါ့နောက်တော့သူကအဲ့ဒီကောင်းကင်တက်မဲ့ကျိုးကိစ္စကိုရက်ပြီးတော့လက်ဝင်းတီးနေတဲ့သူတပည့်တယောက်ကိုအင်ကြီးရှုခိုင်းတယ်နောက်ခောက်ဖာတွေကမွေခက်ကြီးကြီးတကောင်ကိုတက်တာတစ်ခုထဲမှာပြောင်းထည့်တယ်ဖာကလူတကူစားဝင်ဆက်ယုံတသားရှိတယ်အဲ့ဒီထန်းခောက်ဖာတွေကိုသူတပည့်ကိုဝင်ခိုင်းတယ်ဖာကတိတ်မကြီးတော့အဲ့ဒီလူဝင်လိုက်တာခက်ကြက်ကြက်ပြနောက်သူကသူ့တပည့်ဟာဒီဖာထဲမှာမရှိတော့ဘူးလားရှိနေမလားခေါ်ပြပါမယ်ဆိုပြီးတော့ငါတပည့်ကြီးမင်းဒီဖာထဲမှာရှိသေးလားဆိုတာပြည့်သက်ကြီးကိုပြလိုက်ပါကွာသိအောင်ဆိုတော့အထဲကတပည့်ကဖာကိုလှုပ်ပြတယ်ဗျ
ခမည်းလဲကြုံမှုချင်းကြုံမှုမှာပေါ့ကျွန်တော်ပြောချင်တာကမျက်လက်စရာရဲ့ရက်ချက်တွေကိုပြောချင်တာနောက်တော့အဒီဖာကိုအသင့်ပါလာတဲ့လန်တိုတွေတရှိတွေနဲ့နေရာနှံ့ကိုထိုးတော့တာပဲဗျပေးသက်ကအသက်တော်မရှူရဲတော့ဘူးအားလုံးပေါင်းဓာတ်နဲ့လှမ်း15ချောင်းလောက်ရှိမယ်နောက်သူကဒီလိုသူ့တပည့်ကိုအော်ခေါ်ပြန်ရောဓာတ်ချက်ပေါင်းများစွာထိုးရတဲ့ဖာကြီးကိုလှုပ်လာပြန်ရော3-4ခုခေါ်ပြီးတဲ့နောက်မှာတော့သူ့တပည့်ဟာဓာတ်ပြီးလှန်ပြီးနေတာတဲ့ဓာတ်နဲ့ထိုးရင်ဓာတ်ကျိုးတဲ့လှန်နဲ့ထိုးရင်လှန်ခွေတဲ့နောက်သူကဒီဓာတ်လှန်နေပြီးဖို့သူ့ဆရာယတိကအဋိဋ္ဌာန်နဲ့နေနံတေချာရွေးပြီးတော့ထူထားတဲ့ရှင်သီဝလိရုပ်ကလေးတွေသူ့မှာပါလာတဲ့အခုသူ့တပည့်ဟာအဲ့ဒီရှင်သီဝလိရုပ်ကလေးတွေကိုညာဘက်ပတ်တော်မှာငုံထားတဲ့ပရိသတ်ကြီးမှာဒီရှင်သီဝလိတွေကိုအလဲကားရဖို့ကန်စာတာပါလာတဲ့ဗျာအကြောင်းမတိုက်ဆိုင်လို့ကတော့အနှစ်တရာဆောက်လဲမရနိုင်ဘူးတဲ့အယုတ်ကလေးတွေကအိမ်ရဲ့ဖျားပလင်အောက်မှာစီရှယ်ထားတတ်တဲ့ရှင်သစ်ရုပ်ကလေးတွေအရွယ်တကယ့်ကိုတေးသေးလေးဗျသူကပြောသေးတယ်ခမည်းတော်ကမင်းပစ္စည်းအတွက်တို့ကဘလောက်ပေးရမှာလဲလို့မေးကြမယ်ငါးပြားစီကိုလွှတ်နေတိုက်ကြလာတဲ့မှုတော်မှပေးဖို့မလိုဘူးတဲ့ဗျပြောလဲပြောရှောက်ဝေတာပေါ့ဗျာလူကုန်တလောက်ရှိအောင်ရှောက်ဝေတော့ကျွန်တော်လဲလိုချင်တာပေါ့ဒါပေမဲ့ကလေးဆိုတော့သူကမပေးဘူးဒီတော့မရဘူးပေါ့အေးဗျာမရတော့လဲခက်ကောင်းကောင်းဗျဘာလို့လဲဟုတ်လားဝေလဲပြီးတော့ရှင်သီဝလိရုပ်လေးတွေကိုထားရှင်တယ်လို့ထားလို့ကတော့ကုန်းသွားရင်ကုန်းပေးရေသွားရင်ရေပေးရှင်အောင်နဲ့ထိုင်နေရင်တော့မှဝေဝေးကြိုက်မယ်တဲ့ဗျာဟာပိသက်ကြီးတွေလဲရှင်သီဝလိရုပ်လေးတွေကိုစီနဲ့ဘာလို့ဘာကန်ရမှန်းမသိဖြစ်ကုန်တာပေါ့ဗျာအလဲကားဆိုပြီးတော့ယူလိုက်မိတာငါးပါးမောက်ပြီးဆိုတဲ့မျက်နှာပေးတွေနဲ့ပေါ့မြက်လက်ဆရာကဆက်ပြောတယ်မပူကြပါနဲ့သူ့မှာပါလာတဲ့ပန်းပေါင်းတစ်ထောင်နဲ့ဖော်ဆက်ထားတဲ့ရေမွေးပလင်းတွေပါတဲ့တကဘာလုံးမှာရှိသမျှရေမွေးတွေကအေကိုဟောတွေပါတဲ့အဲ့ဒီတော့တခြားရေမွေးပလင်းနဲ့ထည့်လို့ကတော့ကျင်းစာမိပဲတဲ့အဲ့ဒီရေမွေးပလင်းထဲမှာထည့်ပြီးတော့ကိုးကွယ်မှမူလထက်10ဆလောက်အစွမ်းထက်တဲ့နောက်အဲ့ဒီရေမွေးပလင်းအတွက်မွေးတပြားမှပေးစရာမလိုဘူးတဲ့လူတွေရဲ့မျက်နှာကလည်းဒီတော့မှပြန်ပြီးတော့ချွင်လန်းလာကြတယ်နောက်သူကသူ့မှာရေမွေးပလင်းကအများကြီးမပါဘူးတဲ့ဝေထားတဲ့အယုတ်နဲ့ဆိုရင်လောက်ငါမှမဟုတ်ဘူးတဲ့လူတွေကစိတ်ရှုသွားပြန်ရောဗျာအဲဒီတော့သူကဒီလိုလုပ်ပါတယ်ဗျအခုပါလာတဲ့မွေတွေကိုအစာကျွေးဖို့မွေစာဘိုးလူနိုင်တဲ့သူကိုတော့ရေမွေးပလင်းကိုလက်ဆောင်ဖြစ်ပေးမယ်တဲ့ဗျာအေးပေါ့ဗျာလူတွေကမရရင်ဒုက္ခပဲလို့တွေးနေတဲ့ထင်မှာတော့သူစကားထဲမှာပါသေးတယ်လေသူဆရာယတိကအဋိဋ္ဌာန်နဲ့လှုပ်ထားတာမို့လို့တရားတရားမရှိတဲ့သူကံမိရင်ကျင်သာတက်မယ်လဲဆိုတဲ့ဒီတော့ဘသူမှပြန်မပေးရဘူးပေါ့ဗျာတူတူပြောကြပါစို့ဗျာအလူရဲ့ဝယ်လိုက်ကြတာမျက်လဲဆရာလဲအိတ်ဖောင်းသွားတယ်ဆိုတော့ဖားတဲ့ကလူလားတနင်္လာလောက်ကြာစီးလဲရောင်းပြီးဓာတ်တွေလန်တွေတချောင်းချင်းချွတ်လိုက်တော့အကောင်းပကတိတိုင်းပြန်ထွက်လာတာပေါ့ဗျာမိုးပေါ်တက်မဲ့ကျိုးဝေလားဒီကျိုးကမိုးပေါ်တက်ဖို့အနည်း90လောက်မှတခါနက်ခတ်ကြုံတာတဲ့ဝိုင်းစာတုံးကကြုံနေရတဲ့နက်ခတ်အခုဝိုင်းတွေကမတမာတဲ့လူတယောက်ကြောင့်စီးပေါက်သွားလို့တဲ့လူတွေကလည်းဖားတဲ့ကလူပြန်ထွက်လာတာကိုအန်တအိုးကြီးဖြစ်နေတော့ကျိုးကိစ္စကိုစိတ်မဝင်စားတော့ဘူးထင်တာပဲဗျာနှစ်နိုင်နီးပါးဆိုတော့ညောင်းလဲညောင်းနေပြီလေအဲ့ဒီလိုအလားတူမျက်လက်ဝိုင်းများစွာကိုကြည့်ခဲ့ဘူးတယ်တရက်စီကိုမြေထဲမှာမြုပ်ပြီးတော့တထောင်လောက်တရက်ပင်တနင်္ရင်တွင်းထွက်လာတာတိုင်ကြီးတွေကိုလူထက်ရေနံစီလောင်းပြီးတော့မီးရှို့တာတက်တာဘုံတီးတီးထဲမှာဘဲလေးတွေကြက်လေးတွေထွက်လာတာအစုံပါပဲဗျာအချိန်ပေါင်းများလာတော့ကျွန်တော်လည်းဓာတ်တွေဘလို့လိမ့်နေလှိတ်တယ်ဆိုတာအကုန်သိလာတယ်အခုတော့ဖားတစ်ခုတည်းထည့်ပြီးတော့ဓာတ်တွေလန်နေနဲ့ကျွန်တော်ကိုထိုးနိုင်တယ်အထဲကလူကသာကျွန်တော်စကားကိုနားထောင်မခတ်ပါဘူးဗျာဖားကဘလောက်ကြက်ကြက်ဓာတ်တစ်ချောင်းလန်တစ်ချောင်းထိုးနိုင်တဲ့လုတ်ကွက်တွေအများကြီးပေါင်ကြားဂျိုင်းကြားနဘေးဆောင်ကျွန်တော်စိတ်ထင်အချောင်း90ထိုးတော့မထိနိုင်ဘူးနောက်အထဲကမောင်ကဓာတ်ချက်လွတ်တယ်မလို့ဘူးဆိုတာဓာတ်ကိုကင်ပြီးတော့အချက်ပေးရတယ်ဓာတ်ကတော့ပညာပဲအချက်ပေးတာနဲ့အားဆိုင်ထိုးလိုက်ပြီးတော့တေချာဘာလို့သိလဲဟလားအဲ့ဒီဓာတ်ထိုးခံခဲ့တဲ့ကောင်လေးကကျွန်တော်နဲ့မတိမ်မရင်နောက်တော့တိတိမြိုင်မှာသူတို့နေတာမို့ကျွန်တော်နဲ့တငယ်ချင်းဖြစ်သွားလို့အကုန်သိတာပေါ့တိယုံတွင်ဘဲကမလဲအမေညာကထွက်လာတော့ကယူလာတဲ့အိမ်ကထန်းကောက်ဖာကြီးကိုကျွန်တော်ကိုယ်တိုင်စမ်းကြည့်တာမျက်လေဝိုင်းမှလို့တော့ဘဲဆွတ်ထိုးမလဲသူကအထဲကနေဘယ်နေရာကိုစထိုးနောက်ဒုတိယရှက်ဘယ်နေရာကိုထိုးပေါ့ဖာကိုဟာပြီးတော့ထိုးကြည့်တာပေါ့ဗျာခမားစိတ်ထဲမှာကျွန်တော်ဘာတွေချောက်လို့နေလဲတွေးမိတယ်မဟုတ်လားလေ့လာရမယ်လူတွေကိုမလန်နိုင်အောင်ကျုံးသွင်းတဲ့နည်းဒီကျွန်တော်တတ်မှဖြစ်မယ်သူများမသိတာအကုန်သိမှဖြစ်မယ်သူများထက်ခေါင်းသလုံးပုံမြင့်နေမှအနိုင်ခံအနိုင်ကျင့်ခံရတဲ့ဘဝကလွတ်မှာမဟုတ်လားအဲ့ဒီတော့ကဘယ်သိမလဲဗျာအခုမှဘဝနောက်ဆုံးအချိန်မှာစစ်စစ်တွေးလို့ပေါ်လာတာဒီလောက်နဲ့တော့အထာရတ18ရက်ဘယ်ဆုံးမလဲနောက်ကျွန်တော်ဟာကြုံရင်ကြုံသလိုကြက်ဝိုင်းတွေဘက်ကိုလည်းရောက်တယ်ကျွန်တော်တို့ရက်ကွက်နာကဦးလာချွေကကြက်ကြီးလှရွှေလို့နာမည်တွင်လာလောက်အောင်ကြက်ဝါသနာပါတယ်သူသားကမှတ်ကြီးတယ်သူလဲလူဆိုးပဲမှတ်ကြီးကတော့ကျွန်တော်ကိုတိတ်အနိုင်မကျင့်လာပါဘူးသူ့ဖေကြက်ဝိုင်းရှိလို့ရှင်ကျွန်တော်ကိုတိုးတိုးတိတ်လာပြောတယ်ကြက်ဝိုင်းကဒဏီတော်ထဲမှာဗျာတခါတလေကြက်ဝိုင်းကောင်းရင်ကြက်ပွဲပြည့်တဲ့ရာချီရှိတယ်ကျွန်တော်ကကလေးဆိုတော့လူကြီးတွေပြောတာတော့ပဲဘေးကငေးပြီးတော့ဆက်ဆူတာပေါ့ဗျာဘဲချက်ကစိန်ဘဲချက်ကဖောင်းဘယ်နဲ့ပွဲနိုင်ထားတဲ့အထက်ကြီးဘလောက်အောက်ကြီးဘလောက်ဘယ်သူကြက်ကင်လောင်းကြီးဘလောက်နောက်ဝိုင်းစပြီးမှလက်ဖျားဆွဲတာဘလောက်စတာတွေပေါ့ဗျာကြက်ဆွဲကရေပေးတာကြက်ပါစက်ထဲရေလောင်းထဲလေဘင်းကိုရိုက်တာရွှဲချတာကအစကျွန်တော်တိတ်စိတ်ဝင်စားတယ်တိုးတော်ကြက်နဲ့ကျွန်တော်က
တိတ်ရည်ဆက်ရှိပုံမရဘူးကြက်ဝိုင်းတွေကိုကျွန်တော်ဝင်မရတာလဲပါမယ်ထင်ပါရဲ့ကြက်ဝိုင်းကိုရဲဝင်ဖမ်းတာ2ခါလောက်ကြုံတော့ကျွန်တော်ကြက်ဝိုင်းကိုသွားမရဲတော့ဘူးရဲကိုကျွန်တော်ကကြောက်တယ်ဗျ၄နှစ်သားရွယ်ရန်ကုန်ကိုစတက်တဲ့နေ့ကရန်ကုန်ဘူတာကြီးမှာရဲထားဘူတာကကူလီထမ်းတဲ့လူကိုအထက်အောက်ဝတ်စုံပြာနဲ့ဆိုတော့ကျွန်တော်ကိုဖမ်းမယ်ရဲထင်ပြီးတော့အမိနောက်ကိုဆက်မလိုက်ရတော့ဘူးလေအဒီမာတဲကကျွန်တော်ကကြက်ကြမ်းကိုမကြည့်လိုက်ဘူးဆိုပါတော့အေးဗျာကြက်ဝိုင်းတဲကိုတော့လူကိုယ်တိုင်ဝင်မရတော့လူကိုယ်တိုင်ဝင်လို့ရတယ်ဖဲဝိုင်းဘက်ကိုလှည့်တာပေါ့အစကတော့တကယ့်ကိုဖဲချက်ကြီးတွေပဲဟုတ်ပါမလဲကျွန်တော်တို့ငငယ်ကပေါ်တဲ့အယုတ်ကားချက်တွေကစတာပေါ့တာဇန်ယုတ်ဇောရိုးယုတ်ဆိုတာမျက်နှာမှာငတပြားမျက်နှာဖုံးနဲ့လေအယုတ်တွေတယောက်တစ်ပြားအလှည့်စီထပ်ပြီးတော့တူရင်စားမတူရင်ဆက်ထပ်နောက်ကြတော့လက်ထဲမှာရှိသမျှအယုတ်ဖဲချက်တွေကိုတစ်ဆက်တည်းဆက်တိုက်ထက်ရိုက်တူတာတွေဘေးမှာဖယ်တာလက်ထဲရှိတာလဲကုံရောဘေးမှာခြားထားတဲ့တူတဲ့အချိန်ကိုမှတ်ထားတဲ့ဖဲချက်တွေကိုရည်တွက်ကြည့်များတဲ့သူကစားပေါ့လွယ်ပါတယ်ကြောက်တိုးဝိုင်းတွေမြောက်ပန်းဝိုင်းတွေပတ်စံထောင်ပြတာတွေလဲဘေးကင်းမလဲတကယ်ကိုလူကြီးတွေစီးစိမ်ပြုတ်လောက်တဲ့ကစားကြတဲ့မြောက်ပန်းဝိုင်းမှာတော့မှကျွန်တော်ကနာမည်ကျော်မောပေါ့ဗျာလူရဝင်အောင်ပြင်းထန်လေးကျင်နေတာကိုနောက်မကြခင်မှတ်ကြီးကသူ့အိမ်ကကျိတ်ဝိုင်းကကြတဲ့ဖဲထုတ်အဟောင်းကိုယူလာတယ်တော်တော်နေရာကြတဲ့ဗျာအယုတ်ကားတွေနဲ့လည်းဖေးရိုက်ဖူးတာပါပဲသို့တော့အယုတ်ဖဲချက်ကအပေါ်ကပွတ်တာဘေးကပွတ်တာလုံးမရတော့သိပညာမပါဘူးတကယ်ဖဲချက်ကြီးကမှပုတ်လို့ရတာဒါကိုကျွန်တော်သဘောကျတယ်ရှောလားဘေးကွက်လားဘေးစိတ်လားသုံးတန်းလားပျောက်နေသလားဒါတွေကြည့်တတ်ရင်ကို့ဖဲကိုအနည်းဆုံးမှန်းနိုင်တာကိုဒီလိုပဲတစနဲ့ကျွန်တော်ဖဲသမားဖြစ်လာတယ်ကျွန်တော်ပညာရေးလားဘယ်မိမလဲပညာရေးကိုကျွန်တော်ကဂရုစိုက်ပါတယ်အခုရှောက်လုပ်နေတာကအဖေလစ်ရင်လစ်တယ်လို့ရှောက်လုပ်နေတာပညာရေးမှတ်တမ်းက first can တတိုင်းစင်ဆိုတော့လူရေးချွန်းစည်ရင်တွေဘာတွေမှာပါနေတော့အဖေကလည်းကျွန်တော်ရှောက်လုပ်နေတာကိုတိတ်ဂရုမစိုက်မိဘူးမိဖူးတာပေါ့အဖေမိလို့ကတော့အမေကကျွန်တော်ကိုစနွင်းနဲ့ကြက်ထုတ်ထိုးပေးရတော့တာပဲအဖေကလည်းဈေးကြီးထဲမှာရှောက်တွဲခန်းကုံစုံဆိုင်ကြီးနဲ့အလုတ်ရှုံနေတော့ကျွန်တော်တို့ညီကိုတွေကိုတိတ်ကြီးမဆိုင်နိုင်ဘူးအဖေဆိုင်ကကျွန်တော်အတွက်ဗဒေသာပင်ပဲဗျလောင်းကစားလုပ်ပါတယ်ဆိုမှရှုံးတခါနိုင်တယ်လက်ဗါတဲ့နေသမားပါဇက်လိုပိမ့်လိုက်ဖောင်းလိုက်ပေါ့ဗျာရှုံးတဲ့အခါပတ်စံလို့တော့တိုးတာရှူတာလုပ်ရတာပေါ့တိုးတယ်ရှူတယ်ဆိုတာပတ်စံခိုးတာကိုပြောတာဗျအဖေဆိုင်တွေကပတ်စံကိုအစစ်မြင့်နီးပညာတွေနဲ့ကိုခိုးတာအဖေဘလောက်ကျွန်တော်အိတ်ကနဲ့ပစိုးကြားကိုစစ်ဘယ်တော့မှမမိဘူးဘယ်လိုခိုးသလဲဟုတ်လားမိဘပတ်စံခိုးတယ်ဆိုတာမိဘကိုဒုက္ခပေးတာဗျကျွန်တော်သူတစ်ပါးပစ္စည်းတော့မခိုးပါဘူးဒီအလုပ်တွေကိုကျွန်တော်နောင်တနဲ့ပြောနေတာပါအားကြစေရှင်လို့မဟုတ်ပါဘူးကျွန်တော်မိဘပတ်စံကိုအချိန်ပေါင်းများစွာနှီးပေါင်းစုံနဲ့ခိုးဘူးတယ်ဒိုင်ယန်ဘော့လေလို့တော့ဘယ်ဟုတ်မလဲဗျာကလေးဘွားဆိုတော့ကလေးခိုးနီးပေါ့ဒါပေမဲ့ကွက်ပြောင်နီးတွေသိရှင်ရင်ပြောပြပါမယ်အတုတော့မခိုးလိမ့်နဲ့ပေါ့ကျောင်းမသွားခင်နဲ့ကျောင်းပြန်ဆင်းတဲ့ချင်းဈေးဆိုင်မှာဝိုင်းကူရတယ်ဗျပစ္စည်းထုတ်ပိုးပေးတာကားပေါ်စိုက်ကားပေါ်တင်ပေးတာဈေးဝိုင်းရောက်တာကျွန်တော်ကငွေကိုအမြဲတမ်းလိုနေတာဆိုတော့အချိန်တိုင်းလိုဘယ်လိုပတ်စံခိုးရမယ်ဆိုတာချောင်းနေတာငွေပါလို့လိုတယ်လဲဟလားကျွန်တော်ငွေလိုတဲ့အချက်2ချက်ရှိတယ်ငွေများသုံးနိုင်ရင်ဘော်ဒါတွေများမယ်ငွေရှိရင်လူမိုက်တွေကစမျက်နှာချိုသွေးလို့နောက်တစ်ခုကဖဲရိုက်မြောက်ပန်းစတဲ့လောင်းကစားလုပ်ဖို့ခိုးနီးလာရှဲအင်းကြီးရဲ့ရင်ဘက်ကျေတီတန်းအောက်တက်တဲ့အစုံလက်ကလေးနှလုံးလောက်အထက်မှာဗလိဒါနဲ့ဖြဲရင်ပတ်စံထည့်လို့ရတယ်တချို့အင်ကြီးတွေကအစင်သစ်ပါတယ်တချို့အင်ကြီးကဘေးလိုက်မှရှုံမထားဘူးဒါလည်းလွယ်ပါတယ်အချိန်နဲ့တွေးလိုက်ရုံပါပဲနောက်အင်ကြီးလက်ဖျားမှာဓားလေးနဲ့မတိမသားခွဲပြီးတော့ထည့်လို့ရတယ်ဂုတ်ဘိုးကော်လန်နောက်ဖက်မှာလည်းရတယ်ဒီနည်းတွေကအစအဆင်းပြေးတယ်နောက်ပိုင်းအဖေရိပ်ပြီးတော့အရှိုးရတွေထပ်အောင်ကြောတရားရင်တရားကျင်းနံခက်ခံရတာပဲသေချာဆုံးနီးလန်းကိုရှာရတယ်ပတ်စံမရှိလို့လည်းမဖြစ်ဘူးလေလိုရင်ကြံစနီးလန်းရဆိုသလိုကျွန်တော်တို့ကျောင်းကမုတ်တန်းမှာကလဘဲတို့ရောင်းနေတဲ့စကီနာဆိုတဲ့ကလမာကြီးကိုကျွန်တော်ကစီးယုံတယ်ဘာလို့လဲဆိုတော့သူကကျွန်တော်တို့ဈေးမှာနေတိုင်းဈေးလာဝယ်နေကြလေသူဝယ်တဲ့ဈေးဘိုးကြတဲ့ငွေကိုကျွန်တော်ကမယူဘူးကျောင်းကြမှာယူတယ်တခါတလေဈေးမော်ရင်အဖေအလစ်မှာပတ်စံတစ်တာထဲက9ချက်ဖြစ်10တန်ဖြစ်လှည့်ပြီးတော့သူ့စီကိုပြစ်ပေးလိုက်တယ်သူကလည်းဝယ်စရာမရှိရင်တော့မှဆိုင်မှာဟိုဟာကန်ကြီးဒီဟာကန်ကြီးနဲ့လူမိုက်အားပေးပေါ့တခိုးအားပေးပေါ့ဗျာကျောင်းရောက်ရင်စီရင်ချင်းနဲ့အားလုံးတော့ဘယ်ရမလဲဗျာ9ချက်တန်ပေးလိုက်ရင်တစ်ချက်ဖိုးတော့သူ့စီမှာပဲတော့ဝယ်ရတယ်နေတိုင်းပဲကြီးပဲဘယ်စားနိုင်မလဲဘော်ဒါဘော်ကျွတ်တွေကိုဝေစားစီတည်ပေါ့ဗျာအဲ့ဒီအချိန်မျိုးမှာအပေါင်းတင်ကတော့ဘယ်ပေါ်သလဲမေးမနေနဲ့အေးဗျာရွှေတစ်ချက်သားကို400ပဲပေးရတဲ့ခေကြီးမှာကျွန်တော်အိမ်ကပတ်စံကိုတစ်နေ့ကိုအစိတ်30ခိုးနေတာအခုပြန်စဉ်းစားမိရင်နောင်တရလို့မဆုံးပါဘူးဗျာဖဲရိုက်တာကလည်း4-5ချက်နဲ့မရဘူးလေဖဲဝိုင်းမှာကအနည်းဆုံးအစိတ်တန်1ရက်လောက်ပြစ်ချက်မှာလူယိုသေးရှင်ယိုသေးဖြစ်တာဗျဖဲကစားတယ်ဆိုတာကလည်းဆရာလိုတယ်ဗျဦးကျောင်းဘူးမသိဘာမသိဝင်ကစားလို့မရဘူးကျွန်တော်တို့ရက်ကွက်နားမှာဂျင်ဘော်ကထုံးဆိုတဲ့ဖဲသမားတွေကြီးပဲလိုင်မြို့နယ်ဆိုတာကိုမြဟန်ကိုတွန်းကိုနီကိုတင်ကိုကျော်စတဲ့တကယ်တည်းကျဲဖဲသမားတွေပေါ်ထွန်းတဲ့ဘိုးမိနှစ်တန်းဦးကျော်ဆိုတာရန်ကုန်တက္ကသိုလ်တဲကတက္ကသိုလ်ကျောင်းသားတွေကိုဖဲလင်ရိုက်နီးတင်တန်းပေးလိုက်တဲ့အထိဆရာတဆူသူ့တပည့်ထဲမှာရဟရင်ပြုတ်ကြပြီးတော့ကွယ်လွန်သွားတဲ့အတွင်းရင်မူဗိုလ်ကြီးတင်ဦးရဲ့ရည်ရင်ဦးလာမြင့်တော်ပါသေးတယ်သူလည်းတကယ်ဖဲသမားနောင်တော့ကျွန်တော်ကုမ္ပဏီမှာရိုက်တာဝင်လုပ်သေးတယ်ဦးကျော်ကဖဲပဲတစ်သက်လုံးရိုက်စားလာတာသူ့အိမ်မှာတော့ဦးကျော်တီလာဆိုပြီးတော့
အရှုပ်ဆိုင်ဖွင့်ထားပြီးမဲ့သူမိမနဲ့ပဲလွှဲထားတာကိုလမြစ်ကဖဲလိန်ကောင်းလို့စိုးမြတ်အုပ်စုကကောင်းနေတဲ့တောင်မှညှိလို့ကျွန်တော်တို့မှဝင်ရှင်းပေးခဲ့ရဘူးသေးတယ်ဒါတွေထားပါဗျာနောက်ကြုံရင်ပြောပါမယ်အခုကကျွန်တော်ရဲ့ဖဲသမားဘဝကိုပြန်ဆက်ရအောင်ကျွန်တော်ကအကောင်းဆုံးဖဲသမားဥကျော်စီမှာတပြည့်ခံတယ်ကလပန်ထိုးတယ်ဖဲကောက်တယ်နှစ်ချောင်းပေးတာအပေါ်ဖဲအောက်ဖဲဘလို့မှမသိအောင်လဲတာဆွဲတာဖဲကောက်တယ်ဆိုတာဖဲကိုလိမ်ဖို့ဝိုင်းတဝိုင်းပြီးလို့ဖဲတွေပြန်သိမ်းမှာကောက်တာကိုပြောတာကောက်ပြီးတာနဲ့လိမ်ဖို့စီဖို့အစင်သင့်ဖြစ်နေပြီနောက်ချိုးဝမ်းနေမှာဖဲကောက်တာကုလက်လန်တိအောင်ရှက်ပေးတာတစ်ချက်ကအောက်ဖဲအရေးကြီးတယ်လေအေးလို့အတန်ထွက်ရင်တစ်နားတယ်ကွာဆိုနှစ်ဖဲချက်ကိုလက်နဲ့အောက်ကတောက်ရင်ကင်းနှာခေါင်းကိုကန်ပြရင်ဘာနရွက်ကိုကန်ပြရင်ဘာမျိုးစုံလို့ပေါ့ဗျာဒါပေမဲ့ကျွန်တော်အဆင့်ဟာနတ်အဆင့်တော့မရောက်ခဲ့ဘူးဗျနတ်ဆိုတာကလိမ်မှန်းမသိအောင်လိမ်နေမှန်းမသိအောင်လိမ်နိုင်တဲ့အဆင့်နတ်ရှင်ဆိုတာရှိသေးတယ်သူများလိမ်မလိမ်တော့သိတယ်ဘယ်ပုံပဲနည်းလိမ်နေဆိုတာအသေးစိတ်မသိဘူးဆိုတဲ့အဆင့်ကိုနတ်ရှင်လို့ခေါ်တယ်နေအောင်ဗျဦးကျော်ကကျွန်တော်ကိုတပြည့်အဖြစ်တင်ပြီးတာကျွန်တော်ဖေကိုလေးစားတာလည်းပါတယ်ဗျဖဲနဲ့ပတ်သက်လို့အဖေရဲ့ထူးခြားတဲ့ဖြစ်ကိုကျွန်တော်တစ်ခါကြုံဘူးတယ်အဖေကမန္တလေးမှာဖဲကိုတဲမဲမဲရိုက်ခဲ့ဘူးတယ်ပါလာတဲ့လဲတွေနွားတွေကိုဖဲဝိုင်းမှာချပေါင်းတဲ့အထိတစွတ်ထိုးလုပ်တယ်ဖဲသမားလောကမှာနတ်မောက်တနေလုံးဟာအဖေဩဇာရှိတယ်သူအနောင်တအကြီးကျယ်ရပြီးတော့ဖဲဆိုကိုင်အောင်မကြည့်တော့ဘူးတဲ့ဒါပေမဲ့တနေ့ဗျာလမ်းထဲကအဖေမိတ်ဆွေတယောက်လေဖြတ်ပြီးတော့ရုတ်တရက်ဆုံးသွားတယ်လူစုစုရှိတဲ့နေရာကိုရှောင်လေးရှိတဲ့ဖေကဦးကိုကြီးကိုလေးစားရင်းဆွဲရှိတယ်ပေါ့ဗျာဦးကိုကြီးရဲ့အာတုဘကိုသွားတယ်ကျွန်တော်လည်းအဆမ်းပဲဆိုပြီးတော့နောက်ကလိုက်သွားတာပေါ့အာတုဘအိမ်ရောက်တော့ဖဲဝမ်းရှိတာပေါ့ဒါကကျွန်တော်တို့ရက်ွက်ရဲ့ယဉ်ကျေးမှုဦးကိုကြီးရဲ့အိမ်လဲရောက်တော့နမဲကျော်ဖဲသမားတွေကကွင်းလေကောင်မှာဆင်းသက်နေရယူပြီးချပြီအဖေကိုမြင်တော့ဦးကျော်ဦးလေးကဝင်ကစားပါလားကျွန်တော်တို့လည်းအာတုဘအစောက်သဘောနဲ့အပျော်တန်းလုပ်နေတာပါတဲ့အဖေကပြုံးပြီးတော့ညင်းတယ်ငါတို့ပဲလောက်ကြပါကွာတဲ့မရဘူးဗျမြဟန်ကောဦးကျော်ကောကိုနီကောစွတ်အတင်းအဖေကိုဝိုင်းနေဝင်မှုထက်တလဲလဲအပူတိုက်ခေါ်တော့နိုင်ဝက်လောက်ကိုရှိမယ်နောက်အဖေကဘာစိတ်ကူးပေါက်တယ်မသိဘူးထားသွားပြီးတော့ဖဲဝိုင်းထဲကိုဝင်ထိုင်လိုက်တာငါတိုင်လို့မယ်မင်းတို့ထိုးကွာတဲ့အားလုံးကဝမ်းမြောက်ဝမ်းသာနဲ့ဝိုင်းထိုးကြတာပေါ့အဖေကဖဲတုပ်ကိုကလဖန်၄-၅ချက်ထိုးလိုက်တယ်ဖဲတွေဝေပြီးတော့ထိုးသားအိမ်တွေကိုရှောက်ကြည့်တယ်သူ့ဖဲကိုသူမကြည့်သေးဘူးပြီးတော့ဒီအိမ်စားတယ်ဒီအိမ်စားတယ်ဒီအိမ်စားတယ်နောက်တအိမ်ကျတော့မင်းအိမ်ကိုယိုမဲတယ်သူ့ဖဲကိုလမ်းမကြည့်ပဲရှောက်ပြီးတော့ယောတယ်စားတယ်လုံနေတယ်အယောစားပြီးတော့မှသူ့ဖဲကိုလူထိုးသားတွေရဲ့ရှေ့ကိုပြစ်ချလိုက်တယ်သူပြောတဲ့အယောစားကကွက်တီပဲဗျအဖေဖဲကောက်တာကလဖန်ထိုးတာဖဲဝေတာကိုဖဲဝိုင်းတွေကဖဲကျိုးတွေကမျက်တောင်တော်မခတ်ဘဲနဲ့ဝမ်းကြီးကြတယ်အဖေသုံးလက်တိတိဒိုင်ကန်ခဲ့တယ်ထိုးသားတွေအားလုံးစီကငွေတော်တော်များများအဖေစီကိုရောက်လာတယ်အဖေကတော်ပြီလို့ပြောလိုက်တော့ဦးကျော်တို့အုပ်စုကဟာဦးလေးရန်ဆိုတော့မဟာနဲ့မင်းတို့ပတ်စံအားလုံးမင်းတို့ပြန်ယူလိုက်မင်းတို့ကပြောရှင်နေဆိုလို့ခဏဝင်ထိုင်တာပြောပြောဆူဆူအဖေကအိမ်ပေါ်ကဆင်းလာတယ်နမဲကျော်ဖဲသမားတွေပါစက်အဟောင်းသားနဲ့ကြံခဲ့တယ်ဗျာကျွန်တော်လည်းအဖေနောက်ကခက်တူလိုက်ရပြန်တာပဲကျွန်တော်တတ်မှာအဖေဖဲထုတ်ကိုင်းတာပထမဦးဆုံးနဲ့နောက်ဆုံးချိန်မြင်မှုတာပဲဗျလမ်းတစ်ဝက်လောက်ရောက်တော့အဖေကကျွန်တော်ကိုလှည့်ကြည့်ရင်တက်ခိုင်မဟုတ်တာ6အားမကြနဲ့ခွေးဖြစ်မဲ့လောက်กว่าတယ်အေးဗျာဖဲသမားလိုက်မှာတကယ်ပါရဂူတွေရဲ့အန်တီဝါဒီကဖြစ်ခဲ့တဲ့ကြဝိုင်းနေမသာအိမ်တွေမှာပွဲကြီးပွဲကောင်းတွေကိုတော့တိုးခဲ့ပါရဲ့မာစတာဆင့်ကိုမဆုံးခင်ဖဲဝမ်းကိုကြောခန်းခဲ့ရပြန်တယ်ဒါကြောင့်ထင်ပါရဲ့ကျွန်တော်ဟာခွေးမဖြစ်တော့ပဲကျောင်းဆရာဖြစ်လာခဲ့တယ်ဟုတ်တယ်ဘဝဆိုတာထူးဆန်းအံ့ဩဖွယ်ရာတွေနဲ့ပြည့်နေတာပါလားကျွန်တော်ရဲ့ဉာဏ်ရည်နဲ့ပညာရေးစင်ဟာဆေးကြောင်းတို့ R&D တို့ဘက်ကိုရောက်နိုင်တဲ့အရှိနေပါဒါပေမဲ့ဖြစ်ရှင်တာမဖြစ်ခဲ့ရပြန်ပါဘူးဘာလို့လဲဟုတ်လားအဖေကားတိုက်ပြီးတော့ရုတ်တရက်ဆုံးသွားလို့ပေါ့ဗျာကျောင်းဆက်မတက်နိုင်လောက်အောင်ကျွန်တော်တို့မရှုတဲ့ပါဘူးဒါပေမဲ့ကျွန်တော်ဟာဘဝကိုစိန်ခေါ်ရတာနှစ်သက်ခဲ့တယ်ထင်ပါရဲ့10တန်းအောင်တော့တက်ကတူဆက်မတက်ပဲကျောင်းဆရာတက်တင်တွားလိုက်တယ်ကျွန်တော်တို့ငငယ်ကခေစားခဲ့တဲ့စကားတော်ရှိသေးတယ်လေလိုက်ရရှင်းချက်ဆူလားပဲကျေးဇူးအားပေးကြတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးကြဖို့တောင်းဆိုပါရစေ။နောက်ထပ်ဗီဒီယိုအသစ်တွေတင်တန်းသိရအောင်ကျွန်တော်တို့ရဲ့ channel လေးကို notification ယူထားပေးကြပါဦးခင်ဗျာ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြ